ရသော်ဘုရားကယဟန်တို့လောကမှာကြောက်เสียတွေဘေးတွေရန်တွေအန္တရာယ်တွေဆိုတာလူမိုက်တိုးကြောင့်သာလေဖြစ်နေကြတာပညာရှိတို့ကြောင့်ဖြစ်တာမဟုတ်ဘူးပညာရှိတို့ကြောင့်ဘယ်ဘေးရန်အန္တရာယ်မှဖြစ်ရိုးထုံးစံမရှိဘူးဒါကြောင့်သင်တို့ဟာပညာရှိဖြစ်အောင်ကြိုးစားကြရမယ်လို့အမိန့်ရှိလို့မြတ်စွာဘုရားကိုရှင်အနန္ဒာကပညာရှိတယောက်ဖြစ်ဖို့အတွက်ဘလို့အည်သွေးတွေလိုအပ်ပါတယ်လေဘာတွေကိုသိရနားလည်ရမှာလဲလို့မေးလို့မြတ်စွာဘုရားကပညာရှိတယောက်ဖြစ်ဖို့အတွက်သိရမယ်အရာဌာနကြီးဘယ်နှမျိုးတော့၄မျိုးဓာတုကုသလောဇာဟောတိဓာတ်တွေမှာကျွမ်းကျင်လိမ္မာရမယ်အာယတနာကုသလောဇာဟောတိအာယတနာတွေမှာကျွမ်းကျင်လိမ္မာရမယ်ပရိစ္ဆသမုပ္ပါဒကုသလောဇာဟောတိပရိစ္ဆသမုပ္ပါမှာကျွမ်းကျင်လိမ္မာရမယ်ဒီ၃မျိုးပြောခဲ့ပြီနော်အဲ့တော့ဒီကနေ့ဘုန်းဘုန်းတို့ပြောဖို့လှည့်ကြတာကဌာနကုသလောဇာဟောတိအရာဌာနဟုတ်သည်မဟုတ်သည်တို့၌ကျွမ်းကျင်လိမ္မာရမယ်တဲ့အကြောင်းဟုတ်သည်မဟုတ်သည်၌ကျွမ်းကျင်လိမ္မာရမယ်ဆိုတာဘာပြောတာတော့ဆိုရင်အဲ့ဒါလေးကိုဘုန်းဘုန်းတို့တည်တည်ချာချာလေးမှတ်သားကြည့်ရမယ်သူကလည်းပဲတစ်မျိုးတစ်ပါးသာမှတ်သားစရာကောင်းတယ်ပေါ့နော်အာနန္ဒာတဲ့ဟောဒီသာသနာတော်မြတ်မှာယဟန်တစ်ပါးဟာအကြောင်းဟုတ်သည်မဟုတ်သည်မှာလိမ္မာဖို့ဆိုရင်ဘာတွေကိုသိရမှာတော့မြင်ရမှာတော့နံပါတ်1သောတာပန်ပုဂ္ဂိုလ်နဲ့ပုထုဇဉ်ပုဂ္ဂိုလ်တို့ရဲ့မတူကွဲပြားခြားနားတဲ့အနေအထားတွေကိုသိရမယ်ဟုတ်လားသစ္စာ၄ပါးကိုသိသွားကြတဲ့သောတာပန်ပုဂ္ဂိုလ်တို့ရဲ့အနေအထားသစ္စာ၄ပါးကိုမသိကြမမြင်ကြသေးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တို့ရဲ့အနေအထားအထူးသဖြင့်အဲ့ဒီသောတာပန်နဲ့ပုထုဇဉ်ဟာမတူကွဲပြားခြားနားမှုတွေအကြီးကြီးရှိနေတယ်တဲ့နော်အဲ့ဒါကိုမြတ်စွာဘုရားကသောတာပန်ပုဂ္ဂိုလ်တွေဟာသင်္ခါရတရားတွေကိုဘယ်တော့မှဒီသင်္ခါရတရားတွေဟာမြဲတယ်ဆိုတာကိုသူတို့ယူဆတယ်ဆိုတာမရှိဘူးတဲ့သင်္ခါရတရားမှန်ရင်အနိစ္စပဲလို့သူတို့ပိုင်နိုင်သိတယ်သင်္ခါရတရားကိုဘယ်တော့မှနိစ္စမြဲတယ်တည်တယ်လို့သူတို့ယူဆတယ်အကြောင်းမရှိဘူးတဲ့ဒါပေမဲ့ပုထုဇဉ်တွေကတော့သင်္ခါရတရားတွေကိုမြဲတယ်လို့ယူဆတဲ့အကြောင်းမြဲတယ်လို့ယူဆတဲ့ပုံကိုယ်တွေမြဲတယ်လို့တခါတည်းမှာမှတ်ထင်နေတာတွေရှိတယ်တဲ့ဟုတ်လားနောက်သောတာပန်ပုဂ္ဂိုလ်ဟာသင်္ခါရတရားတွေရဲ့ပုံမှာဒါဟာဒုက္ခချမ်းသာတဲ့တရားတွေလို့ဘယ်တော့မှယူဆစရာထင်မြင်စရာအကြောင်းမရှိဘူးတဲ့ဒါပေမဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေကတော့သင်္ခါရတရားတွေရုပ်တည်နံတွေရဲ့ပုံမှာတော့ဒုက္ခလို့ယူဆစရာအကြောင်းရှိနေသေးတယ်တဲ့တခါသောတာပန်ပုဂ္ဂိုလ်တွေဟာသင်္ခါရတရားတွေရဲ့ပုံမှာနော်အတ္တလို့နော်ယူဆစရာအကြောင်းမရှိဘူးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေကတော့သင်္ခါရတရားတွေရဲ့ပုံမှာအတ္တလို့ယူဆစရာအကြောင်းရှိနေတယ်တဲ့အဲ့တော့လက္ခဏာရေး၃ပါးနဲ့ပတ်သက်ပြီးတော့နော်သောတာပန်နဲ့ပုထုဇဉ်တို့ရဲ့နော်အမြင်မှန်ပုံအမြင်မှားတဲ့ပုံကိုဘုန်းဘုန်းတို့နားလည်ရမယ်ပေါ့အရာဌာနဟုတ်သည်မဟုတ်သည်မှာလိမ္မာကျွမ်းကျင်ရမယ်ဆိုတာဒါကိုပြောတာဟုတ်လားသောတာပန်ပုဂ္ဂိုလ်တွေဟာဒီယုတ်တေနံတွေသဘာဝတရားတွေဟာမမြဲဘူးဆင်းရဲတဲ့တရားတွေနော်ပုဂ္ဂိုလ်တ attva သဘောမပါတဲ့တန်ဖိုးမဲ့တဲ့အနှစ်သာရကင်းစိတ်နေတဲ့သဘာဝတွေလို့သူတို့ဟာအနိစ္စဒုက္ခအနတ္တကိုသိတယ်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာအနိစ္စဒုက္ခအနတ္တရဲ့အပေါ်မှာနေစ္စဒုက္ခအတ္တလို့အထင်မှားเสียအကြောင်းတွေရှိနေတယ်တဲ့နော်သောတာပန်နဲ့ပုထုဇဉ်ရဲ့ကြွားခြားချက်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဘုန်းတို့မြတ်စွာဘုရားလက်ထက်ကနော်ထူးခြားတဲ့ဖြစ်ရလေးတစ်ခုဖြစ်ခဲ့ဘူးတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူရံဗတ္တကဆိုတဲ့တကားတစ်ယောက်ရှိတယ်အဲ့ဒီတကားကဒိဋ္ဌိတွေရဲ့တပည့်ပေါ့နော်အဲ့ဒါတနေ့တော့မြတ်စွာဘုရားကသူ့အိမ်ရှိဆွမ်းခံကြွတော့ဒီယဟန်ဂေါတမဆိုတာတာကီဝင်မင်းမျိုးကနေပြီးတော့ယဟန်ပြုတ်လာတာအလွန်မှလည်းပဲထင်ရှားကြော်ကြတယ်အဲ့တော့ငါအိမ်နဲ့ပင့်ပြီးတော့ဆွမ်းမကတ်လို့တော့မသိတော့ဘူးဟုတ်လားတရားတရားရှိလုံးလို့တော့မဟုတ်ဘူးနော်အဲ့လိုအကြောင်းမျိုးကြောင့်မြတ်စွာဘုရားကိုအိမ်ပင့်ပြီးတော့ဆွမ်းကတ်အဲ့လိုဆွမ်းကတ်တဲ့ချိန်မှာမြတ်စွာဘုရားဆွမ်းပုံပေးပြီးတော့ဆွမ်းအနုမောဒနာတရားဟောတဲ့အခါမှာတရားလဲနာပြီးတော့အဲ့ဒီသူရံပတ္တကသောတပတ္တိမဲ့ညာပူညာကိုရသွားသောတာပန်ဖြစ်သွားတယ်ပေါ့နော်မြတ်စွာဘုရားဒီအရေးကိုမြင်လို့သူ့အိမ်ရှိဆွမ်းခံကြွလာတယ်ဖြစ်မယ်ပေါ့နော်အဲ့လိုသောတာပန်ဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားနော်
လူရင်းပန်းတိုင်ရောက်သွားပြီမြတ်စွာဘုရားဖြစ်စေခြင်းတာတွေဖြစ်သွားပြီဆိုတော့မြတ်စွာဘုရားပြန်ကြွသွားတယ်ပေါ့ဟုတ်လားအဲ့လိုဘုရားပြန်ကြွသွားပြီမကြခင်မှာပဲဒီသုဒ္ဓံဖတ္တကယဒီသောတာပန်ဖြစ်သွားတယ်ဆိုတာကိုရိပ်မိတယ်ဘယ်သူကတော့ဆိုမာနကရိပ်မိတယ်အဲ့တော့ဘလို့မြန်တုံလှုပ်လိမ့်မယ်လေအခြေအနေဘလို့မြန်ပြောင်းလဲသွားနိုင်တယ်လေသိအောင်ငါစုံစမ်းကြည့်မယ်ဆိုပြီးတော့အဲ့ဒီမာနကမြတ်စွာဘုရားပုံတရံတကယ်ကိုချွတ်ချွတ်တူအောင်ဖန်ဆင်းတယ်တဲ့မာနကမသိရင်တော့ဘုရားပဲဟုတ်လားအယောင်နေပါတွေပါထွက်နေအောင်ဖန်ဆင်းတယ်တဲ့အဲ့ဒါအိမ်ကိုတခုခုမေ့နေလို့ပြန်လာသလိုမျိုးအဲ့ဒီသုဒ္ဓံဖတ္တကအိမ်ကိုမာနကရောက်လာတာရောက်လာတော့သုဒ္ဓံဖတ္တကဟာအခုပဲမြတ်စွာဘုရားကြွသွားတာအခုပဲမြတ်စွာဘုရားပြန်လာတယ်သူကတော့ဘုရားလိုပဲထင်တာပေါ့တကယ်တူးနေတာ哦အဲ့ဒါနဲ့နေရာထိုင်ခင်းနေခင်းချင်းပြီးတော့မြတ်စွာဘုရားဘလို့အကြောင်းကိစ္စကြောင့်ပြန်ကြွလာပါတယ်လေဘုရားအဲ့တော့မာနကဘာပြောတော့ဆိုတော့သုဒ္ဓံဖတ္တကတဲ့စောစောကငါတရားဟောလိုက်တာအမှတ်တမဲ့ဟောလိုက်တာတဲ့ဟုတ်လားဘုရားကိုမြတ်သူကအမှတ်တမဲ့တယ်ဟုတ်လားနော်ငါတရားကိုအမှတ်တမဲ့ဟောလိုက်တာသင်္ခါရတရားမှန်တယ်များငါမမြဲဘူးလို့ပြောခဲ့တာအဲ့ဒါငါနည်းနည်းလွဲချော်သွားတယ်တချို့သင်္ခါရတရားတွေကမြဲတာရှိတယ်ဟုတ်လားရုပ်တည်နေသင်္ခါရတရားတွေဆင်းရဲတယ်လို့ငါဟောခဲ့တာတချို့သင်္ခါရတရားတွေဟာချမ်းသာတာလေးတွေရှိတယ်တချို့သင်္ခါရတရားတွေဟာအတ္တသဘောမျိုးလေးတွေရှိတယ်ဒီသဘောကိုလာပြီးတော့ပြောတဲ့ခါကျတော့သုဒ္ဓံဖတ္တကစဉ်းစားတယ်ဟာအတော်ဝင်လေးတဲ့စကားပဲပေါ့နော်မြတ်စွာဘုရားအမှတ်တမဲ့ဟောတယ်ဆိုတာဖြစ်ပါမလားပြီးတော့သူပြောတဲ့စကားကြီးဟာတကယ်ကိုသူဒါကိုသိသွားပြီလေသူကသောတာပန်ဖြစ်သွားပြီရုပ်တို့နံတို့သင်္ခါရတရားတွေဆိုတာနော်အနိစ္စဒုက္ခအနတ္တမျှတာဖြစ်တယ်ဆိုတာကိုသိလို့ပဲသောတာပန်ဖြစ်သွားခဲ့ပြီအဲ့တော့သူဘာဘလို့ပုံကြီးနဲ့လာပြောနေတယ်အဲ့တော့ငါကြားဘူးတယ်မနက်ကဒီလိုမြင့်မြတ်တဲ့လမ်းစဉ်တွေကိုကျင့်လို့သိသွားတဲ့ပုံကိုယ်တွေကိုနှောင့်ယှက်တတ်တယ်လို့ကြားဘူးတယ်ဒါမန္တမြန်ဖြစ်လိမ့်မလားဆိုတော့ပွင့်ပွင့်လင်းလင်းပဲမေးလိုက်တယ်သင်မန္တလားလို့မေးလိုက်တယ်တဲ့အဲ့တော့မနက်ကရှောင်းလို့တိမ့်လို့မရတယ်ဘူးဟုတ်တယ်လို့ဝန်ခံပြီးတော့ပျောက်သွားတယ်တဲ့အဲ့ဒါမြတ်စွာဘုရားလက်ထက်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပေါ့နော်ဒါကြောင့်သောတာပန်ပုဂ္ဂိုလ်တွေဟာယုံ nant သဘာဝတရားတွေရဲ့ပုံမှာနော်အနိစ္စဒုက္ခအနတ္တလို့နားလည်ထားတဲ့အတွက်ကြောင့်နေစ္စဒုက္ခအတ္တလို့အထင်မှားစရာအကြောင်းမရှိဘူးတဲ့ဒါပေမဲ့ဘုန်းတို့ပုထုဇဉ်တတ္တဝါတွေကတော့သင်္ခါရတရားတွေရဲ့ပုံမှာနေစ္စဒုက္ခအတ္တလို့အထင်မှားစရာအကြောင်းတွေအများကြီးရှိနေသေးတယ်အရာဌာနဟုတ်သည်မဟုတ်သည်ဖြစ်နိုင်သည်မဖြစ်နိုင်သည်ဆိုတာကိုသိရမယ်ဆိုတာဒါကိုပြောတာတဲ့ဒါတသိတဒေတာပဲရှိသေးတယ်နောက်ထပ်သိကြရတယ်အများကြီးကြံသေးတယ်ဟုတ်လားဆက်ပြီးတော့သောတာပန်နဲ့ပုထုဇဉ်ပုဂ္ဂိုလ်တို့ရဲ့မတူကွဲပြားခြားနာတဲ့အနေအထားတစ်ခုကိုမြတ်စွာဘုရားဆက်ဟောတယ်အရာဌာနဟုတ်သည်မဟုတ်သည်မှာလိမ္မာကျွမ်းကျင်ရမယ်ဆိုတာတဲ့သောတာပန်ပုဂ္ဂိုလ်ဟာအမိကိုတတ်ရသောအကြောင်းမရှိဘယ်တော့မှအမေတတ်တယ်ဆိုတာမဖြစ်နိုင်တော့ဘူးတဲ့ဒါပေမဲ့ပုထုဇဉ်တတ္တဝါတွေကတော့အမေကိုတတ်တယ်ဆိုတာဖြစ်နိုင်သေးတယ်တဲ့လောဘဒေါသအားလျော်စွာမကျေနပ်မှုအားလျော်စွာလူကျင်မှုအားလျော်စွာမိုက်မဲမှုအားလျော်စွာအမေကိုတတ်တယ်ဆိုတာဖြစ်နိုင်သေးတယ်တဲ့သောတာပန်ပုဂ္ဂိုလ်ဟာအဖကိုတတ်တယ်ဆိုတာဖြစ်နိုင်ကြကြောင်းမရှိတော့ဘူးဒါပေမဲ့ပုထုဇဉ်တတ္တဝါဟာအဖေကိုတတ်နိုင်တယ်အဖေကိုတတ်မယ်ဆိုတဲ့အကြောင်းတရားဟာရှိသေးတယ်အဖေကိုတတ်နိုင်သေးတယ်သောတာပန်ပုဂ္ဂိုလ်ဟာယဟန္တာကိုတတ်တယ်ဆိုတာဘယ်တော့မှဖြစ်เสียအကြောင်းမရှိတော့ဘူးသို့တော့ပုထုဇဉ်တတ္တဝါတွေဟာယဟန္တာကိုတတ်မယ်ဆိုရင်တတ်နိုင်တဲ့အကြောင်းတရားတွေရှိနေသေးတယ်နော်သောတာပန်ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကိုနော်ပြင်မာလို့တဲ့စိတ်နဲ့နော်သွေးကိုဖြစ်เสียရတော့အကြောင်းမရှိဘူးမြတ်စွာဘုရားကိုနော်ဒေါသနဲ့နော်ဆင်းရဲစီလို့တဲ့စိတ်နဲ့မြတ်စွာဘုရားကိုသွေးထွက်အောင်လုံနိုင်เสียအကြောင်းမရှိဘူးမြတ်စွာဘုရားဆိုတာကသူကတတ်လို့မရအောင်နော်မြတ်စွာဘုရားဆိုတာမြတ်စွာဘုရားတို့ရဲ့အသက်ကိုဘယ်သူမှအန္တရာယ်ပြုလို့မရဘူးဗုဒ္ဓနာဇီဝိတ္တနတ္တကကိနစီအန္တရာယောဂတုံရတယ်မို့လားဒီပါဠိလေးတွေဟုတ်လားမြတ်စွာဘုရားရဲ့အသက်ကိုဘယ်သူမှအန္တရာယ်ပြုလို့မရဘူးဒါပေမဲ့နော်ရှင်ဒေဝရတ်ကတော့မြတ်စွာဘုရားကိုကြောက်တုံးလှိမ့်ချပြီးတော့သွေးစိမ့်တည်သွားလို့မြတ်စွာဘုရားခြေမတော်ကိုနော်ဇီဝကဓာတ်နဲ့ခွဲရတာရှိတယ်ဒါဇီဝကဓာတ်နဲ့ခွဲတဲ့အခါမှာသွေးထွက်တာပဲဒါပေမဲ့ဇီဝကပြစ်မှားလို့တဲ့စိတ်နဲ့ခွဲတာလားဘယ်ဟုတ်မလို့မြတ်စွာဘုရားကိုတတ်တာသေးလို့တဲ့စိတ်နဲ့ခွဲတာဒါကြောင့်ဒေသနာတွေကအလွန်တိကျတာမြတ်စွာဘုရားကိုပြစ်မှားလို့သောစိတ်ဖြင့်သွေးကိုဖြစ်เสียသောအကြောင်းတည်မရှိတယ်နော်သွေးကိုဖြစ်เสียသောအကြောင်းမရှိလို့ရိုးရိုးလေးပြောတာမဟုတ်ရှေ့ကဘယ်လိုဝိသေသနာထည့်ထားတာနော်ပြစ်မှားလို့သောစိတ်ဟုတ်လားအဲ့ဒါဆိုရင်ပြင်စန္ဒနတိယက၅ပါးထဲမှာတစ်ပါးကိုလွန်ကျူးရရောက်တယ်ဒါကြောင့်ဒီသနာတွေကကအလွန်တိကျတာမြတ်စွာဘုရားကိုပြစ်မှားလို့သောစိတ်ဖြင့်သွေးကိုဖြစ်เสียသောအကြောင်းတည်မရှိတယ်
သောတာပန်တွေကအဲ့လိုလှုပ်เสียအကြောင်းမရှိတော့ဘူးပုထုဇဉ်တတ္တဝါတွေကအဲ့လိုလှုပ်เสียအကြောင်းတွေရှိနေသေးတယ်ဟုတ်လားပြီးတော့သောတာပန်ပုဂ္ဂိုလ်တွေဟာသင်္ဃာတန်ဃာကိုသင်ကွဲသွားအောင်လှုပ်เสียအကြောင်းမရှိတော့ဘူးပုထုဇဉ်တတ္တဝါတွေကတော့ရှိနေသေးတယ်ပြစ္ဆန္ဒနရိယကံ၅ပါးနောက်ထပ်တစ်မျိုးထပ်ပြီးတော့ထည့်ရမယ်အဲ့ဒါဘာတုံးဆိုတော့သောတာပန်ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားမှတပါအခြားသောပုဂ္ဂိုလ်ကိုဒါဟာငါရဲ့ဆရာပဲလို့ညွှန်ပြစရာအကြောင်းမရှိတော့ဘူးတဲ့ဘုရားကလွဲလို့ကြံတဲ့သူတို့ရဲ့ဆရာလို့ပြောတဲ့အကြောင်းသူတို့မှမရှိဘူးဒါပေမဲ့ပုထုဇဉ်တတ္တဝါတွေကတော့ဘုရားကလွဲလို့ကြံတဲ့ပုဂ္ဂိုလ်တွေကိုဒါငါဆရာပဲလို့ညွှန်ပြစရာတွေအများကြီးရှိနေသေးတယ်တဲ့ဟုတ်လားအဲ့တော့ဒီနေရာမှာဘုံဘုံတို့ဒီသောတာပန်ပုဂ္ဂိုလ်နဲ့ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့ကွဲပြားခြားနားပုံပြောထားတာလေးကပုထုဇဉ်ဘဝရဲ့ထိတ်လန့်စရာအနေအထားကိုထင်ရှားစွာပေါ်လွင်စေတယ်လို့ဘုံဘုံကတော့ခံစားမိတယ်ဟုတ်လားတရားဓမ္မတို့ဘုံဘုံတို့ပုထုဇဉ်ဘဝဆိုတာနော်အဆုံးစွန်မိုက်ကန်းနိုင်နေတယ်ပေါ့နော်ကြားတဲ့ဟာတွေဆိုတာမပြောတော့နဲ့ဟုတ်လားအဆုံးစွန်မိုက်နိုင်နေတယ်ရုပ်မာမှုတွေကိုအဆုံးစွန်အထိဘုံဘုံတို့ဟာကျူးလွန်နိုင်သေးတယ်ဘာအာမခံချက်မှမရှိသေးဘူးအဲ့လိုဆိုရင်အဓိပ္ပာယ်ကဘာတော့အကြောင်းတရားတွေကိုအဆုံးစွန်မိုက်မဲဆိုတာပြုတ်နိုင်သေးတယ်ဆိုရင်အကျိုးတရားတွေကလည်းအဆုံးစွန်ဆင်းရဲဒုက္ခဆိုတဲ့အကျိုးရလဒ်ကိုပေးဖို့အတွက်ရှိနေအောင်မယ်ဟုတ်လားမိုက်မဲတယ်ဆိုတာအကြောင်းတရားပဲမိုက်မဲခြင်းရဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးရလဒ်ဟာဘာဖြစ်မှာတော့ဆင်းရဲဒုက္ခပါဟုတ်လားမိုက်ခြင်းတလောက်မိုက်နိုင်သေးတယ်ဆိုတဲ့စကားကဆင်းရဲခြင်းတလောက်ဆင်းရဲနိုင်သေးတယ်လို့ပြောနေတာပဲဟုတ်တယ်မဟုတ်လားနော်ဒါကြောင့်ဒီဥစ္စာလေးကိုနားထောင်တဲ့အခါမှာထိတ်လန့်မှုကလေးရစေခြင်းတယ်။အော်တို့ရဲ့အခြေအနေကြီးကနော်စိတ်ပြည့်စရာကြီးပါလား။ဟုတ်လား။နော်တကယ်ကိုကြီးကြီးမားမားဆင်းရဲနိုင်တဲ့အခြေအနေတစ်ခုတည်းမှာပဲရှိနေတော့မှာလား။ဘာဖြစ်လို့တော့ကြီးကြီးမားမားမိုက်နိုင်တဲ့အနေအထားမှာပဲရှိနေသေးလို့ပြောရရင်ဒကာဓမ္မတို့ဘုံဘုံတို့ရဲ့လောဘဒေါသမောဟတွေကအဲ့လောက်ကိုပဲကြီးကြီးမားမားရှိနေတယ်ဆိုတာကိုပြောနေတာပဲ။ဟုတ်လား။တတ်တယ်ဆိုတာလောဘဒေါသကြောင့်တတ်တာလောဘဒေါသဆိုတာလည်းမောဟကြောင့်ဖြစ်တာအရင်စစ်လိုက်လို့ရှိရင်လောဘဒေါသမောဟကြီးလို့ဒီလိုမိုက်မဲမှုတွေဖြစ်တာပေါ့နော်မိဘရဲ့ကျေးဇူးတရားမေတ္တာတရားကိုမျက်ကွယ်ပြုရလောက်အောင်ထိမိုက်သွားတယ်ကန့်သွားတယ်ဆိုတာနည်းနည်းနောနောမိုက်မဲမှုမှမဟုတ်တာကြီးပဲဟုတ်လားအဲ့ဒါလောက်ထိအစွန်းစွန်ဘုံဘုံတို့ပုထုဇဉ်တတ္တဝါတွေဟာမိုက်မဲနိုင်နေတယ်ဟုတ်လားတက္ကာယဒိဋ္ဌိကိုအရိယာမဲ့ညာပူညာဖြစ်မပယ်တတ်ရသေးသမျှကလပ်ပတ်လို့နော်ဒီဘဝမိကောင်းဆွေကောင်းနဲ့တွေ့လို့နော်ဖရာမှန်တရားမှန်နဲ့တွေ့လို့မမိုက်ကမ်းဘူးဆိုတော့လည်းပဲနောက်ဘဝမှာမိယုံမှာရွှေယုံမှာနဲ့တွေ့ပြီးတော့အယူဆမားတွေနဲ့တွေ့ပြီးတော့မိုက်နိုင်သေးတာပဲဒီအထိလှမ်းပြီးတော့မလုပ်ရမလို့မြင်ရမယ်ဟုတ်လားဒါကြောင့်ဒီဖရာသာသနာမှာငါဟာနော်အလွန်ဆိုးရတဲ့အခြေအနေဇိုးကနေပြီးတော့လွတ်မြောက်နိုင်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးရှိတယ်မို့လားရှိတယ်တယ်ဒါကိုပြောတာဟုတ်လားအဲ့တော့နှမျိုးရှိသွားပြီနော်သောတာပန်နဲ့ပုထုဇဉ်တို့ရဲ့ကွပြချမ်းသာချက်အကျဉ်းမြင်နှစ်မျိုးပေါ့ပထမတစ်မျိုးကဘာပြောတော့သောတာပန်ပုဂ္ဂိုလ်တွေကနေဆဒုက္ခအနတ္တဆိုတာကိုသိသွားမြင်သွားတဲ့အတွက်ကြောင့်နေဆဒုက္ခအတ္တလို့သင်္ခါရတရားတွေရဲ့ပုံမှာအထင်မှားစရာအကြောင်းမရှိဘူးပုထုဇဉ်တွေကတော့သင်္ခါရတရားတွေကိုနေဆဒုက္ခအတ္တလို့အထင်မှားစရာအကြောင်းတွေရှိနေသေးတယ်သောတာပန်ပုဂ္ဂိုလ်တွေဟာပြင်စန္ဒနရိယက၅ပါးနဲ့ဘုရားကလွဲလို့တခြားသောပုဂ္ဂိုလ်ကိုဆရာလို့ညွှန်ပြစရာအကြောင်းမရှိတော့ဘူးပုထုဇဉ်တွေကတော့ရှိနေသေးတယ်ဟုတ်ပြီနော်အဲ့ဒါဆက်ပြီးတော့ယာဌာနဟုတ်သည်မဟုတ်သည်တော့ဖြစ်နိုင်သည်မဖြစ်နိုင်သည်တော့ဌာနကုသလဉာဏ်မှာမြတ်စွာဘုရားဗာဆက်ဟောတော့အာနန္ဒာတဲ့ဟောဒီလောကမှာတခုသောလောကရမှာပူဇော်ထုကိုခံလိုက်တဲ့နှစ်ဆူသောမြတ်စွာဘုရားတို့သည်မရှိမနှောင်ပွင့်တော်မူကုန်ရသောအကြောင်းအရာမျိုးသည်မရှိဟုသိ၏တို့ရတွင်တခုသောလောကရ၌ပူဇော်ထုကိုခံယူတော်မူလိုက်သောမြတ်စွာဘုရားတဆူရီးသာပွင့်တော်မူရသောအကြောင်းအရာမျိုးကရှိ၏ဟုသိ၏တဲ့နော်ဘာပြောတာတော့လောကရတစ်ခုမှာဘုရားနှစ်ဆူတပြိုင်နက်တည်းမရှိမနှောင်ပွင့်စရာအကြောင်းမရှိဘူးဘုရားတဆူပဲပွင့်စရာရှိတယ်ဟုတ်လားဒါလောကရဲ့သဘောတဘာဝတွေကိုဓမ္မတာသဘောတွေကိုသိတဲ့မြင်တဲ့သဘောလို့နားလည်ရမယ်နော်ပြီးတော့ဗာပြောတော့နော်အာနန္ဒာတဲ့ဟောဒီလောကရမှာစัจ java ရိမင်းနှစ်ပါးတော့မရှိမနှောင်တပြိုင်နက်တည်းဖြစ်စရာအကြောင်းမရှိဘူးစัจ java ရိမင်းဟာလည်းတပါးချင်းပဲဖြစ်တယ်ဟုတ်လားနှစ်ပါးတပြိုင်တည်းဖြစ်เสียအကြောင်းမရှိဘူးလို့သိတယ်တဲ့အာနန္ဒာတဲ့မိမသည်ပူဇော်ထုကိုခံယူတော်မူတဲ့သောမြတ်စွာဘုရားဖြစ်ရသောအကြောင်းအရာမျိုးသည်မရှိဟုသိ၏တို့အတွင်ယောက်ျားသည်ပူဇော်ထုကိုခံယူတော်မူတဲ့သောမြတ်စွာဘုရားဖြစ်ရသောအကြောင်းအရာမျိုးကရှိ၏ဟုသိ၏တဲ့
မိမဟာတပ်ပင်ယူဒညာကိုမရနိုင်ဘူးယောက်ျားများသာလင်ရနိုင်ဆိုလိုတာကဖျားဖြစ်မဲ့ဘဝမှာနော်ယောက်ျားတွေသာလင်ဖျားဖြစ်နိုင်တယ်မိမတွေဖျားမဖြစ်နိုင်ဘူးလို့ပြောတာမိမသည်စัจ java မင်းဖြစ်ရသောအကြောင်းအရာမျိုးမရှိယောက်ျားသည်သာလင်စัจ java မင်းဖြစ်ရသောအကြောင်းရှိတယ်ဒီလိုသိရမယ်နော်မိမတွေဟာတရားမင်းဖြစ်နိုင်တဲ့အကြောင်းအရာလည်းမရှိဘူးတဲ့မနက်ဖြစ်เสียအကြောင်းလည်းမရှိဘူးဗြဟ္မာမင်းဖြစ်เสียအကြောင်းလည်းမရှိဘူးတဲ့ဟိုဗြဟ္မာတော့ဖြစ်နိုင်တယ်သူကဗြဟ္မာမင်းလို့ပြောတာဇံရပြီးတော့သုတိတိတ်ကြမယ်ဆိုရင်ဗြဟ္မာဖြစ်နိုင်တာပေါ့ဟုတ်လားဒါလေးတွေကလောကရဲ့သဘာဝကိုသိဖို့ဒါမြတ်စွာဘုရားဒီထဲမှာထည့်ပြီးတော့ဟောတာဒါကတော့ဘုန်းဘုန်းတို့လောကကြီးရဲ့ထင်ရှားတဲ့သိတာတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီလောက်ကလေးတော့လည်းပဲဘုန်းဘုန်းတို့ကမလုပ်ထားမှာတော့နားလေထားရမယ်လို့ပြောတယ်နော်ဆက်ပြီးတော့မြတ်စွာဘုရားကဌာနကုသလဉာဏ်မှာနော်ဘာဟောတော့ဆိုတော့ဒုစရိုက်တရားနဲ့သူစရိုက်တရားတို့ရဲ့နော်ကွဲပြားခြားနာပုံနော်စွန့်ရည်တတ္တိခြင်းအလွန်တရာမှကြီးမားနော်ကွဲပြားခြားနာပုံကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်နော်အာနန္ဒာတဲ့ကိုဖြင့်ပြုအပ်သောဒုစရိုက်တရားတွေဟာအလိုရှိရနှစ်သက်အမျက်နှိုးအပ်သောကောင်းကျိုးချမ်းသာကိုဖြစ်เสียအကြောင်းဆိုတာမရှိဘူးတဲ့ဒါပေမဲ့လို့အဲ့ဒီဒုစရိုက်တရားတွေဟာအလိုမရှိရမနှစ်သက်မမျက်နှိုးအပ်သောဆိုးကျိုးတွေဖြစ်เสียအကြောင်းတော့ရှိတယ်တဲ့ဟောကာယဒုစရိုက်ကိုအရင်ဟောတာနော်ကာယဒုစရိုက်ဆိုတာဘာတွေတော့တတ္တခိုးမှုကာမေတုသုံးခုကာယကံဟုတ်ပြီနော်အဲ့ဒီကာယဒုစရိုက်တရားတွေဟာနော်အလိုရှိရနှစ်သက်မျက်နှိုးအပ်တဲ့ကောင်းကျိုးချမ်းသာကိုရတဲ့အကြောင်းမရှိဘူးအလိုမရှိရမနှစ်သက်မမျက်နှိုးအပ်တဲ့ဆိုးကျိုးဒုက္ခတွေကိုသာလင်ဖြစ်เสียအကြောင်းရှိတယ်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာဒါကိုပြောတာကာယဒုစရိုက်တရားဖြင့်ချမ်းသာတယ်ဆိုတာမဖြစ်နိုင်ဘူးကာယဒုစရိုက်တရားဖြင့်ဆင်းရဲတယ်ဆိုတာသာဖြစ်နိုင်တယ်အဲ့ဒါလိုပဲဝစီဒုစရိုက်တရားဖြင့်နော်အလိုရှိရနှစ်သက်မျက်နှိုးအပ်သောကောင်းကျိုးချမ်းသာရတဲ့အကြောင်းမရှိဘူးအလိုမရှိရမနှစ်သက်မမျက်နှိုးအပ်တဲ့ဆိုးကျိုးဒုက္ခတွေသာလင်ဖြစ်เสียအကြောင်းရှိတယ်ဝစီဒုစရိုက်၄ပါးဘာတွေတော့မုဒ္ဒဝါဒပိတုနာဝါစာဖရုဒဝါစာတံဖပလာပါဟုတ်လားလိန်ညာတဲ့စကားကြံထန်တဲ့စကားဂုံစကားအနှစ်သာရမရှိတန်ဖိုးမဲ့တဲ့စကားဟုတ်လားအဲ့ဒီစကားတွေပြောခြင်းအပြင်ဘုန်းဘုန်းတို့ဆင်းရဲစရာအကြောင်းပဲရှိတယ်ချမ်းသာစရာအကြောင်းမရှိဘူးလို့ပြောတာအဲ့ဒါလိုပဲမနောတုစရိုက်တရားတွေဟာအလိုရှိရနှစ်သက်မျက်နှိုးအပ်သောကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစရာအကြောင်းမရှိဘူးအလိုမရှိရမနှစ်သက်မမျက်နှိုးအပ်တဲ့ဆင်းရဲဒုက္ခဆိုးကျိုးတွေကိုသာလင်ဖြစ်ပေါ်စေတဲ့အကြောင်းမျိုးရှိတယ်တဲ့မနောတုစရိုက်ဘယ်နှပါတော့၃ပါးအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိနော်အဘိဇ္ဇာဆိုတာသူတို့ဘာပစ္စည်းကိုပစ္စည်းဖြစ်ရင်ကောင်းမယ်လို့စဉ်းစားတယ်သူများဟာရခြင်းနော်အဘိဇ္ဇာဗျာပါဒသူများကိုဆင်းရဲစေခြင်းနေတာနော်မိစ္ဆာဒိဋ္ဌိဆိုတာနော်အထူးသဖြင့်ကံရဲ့အကျိုးကိုနော်ညင်းပယ်ပြီးတော့မှားယွင်းတဲ့အယူဆတွေရှိနေတာဟုတ်လားအဲ့ဒီအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့မနောဒုစရိုက်တရား၃ပါးနော်အလိုရှိရနှစ်သက်မျက်နှိုးအပ်တဲ့ကောင်းကျိုးချမ်းသာကိုရတဲ့အကြောင်းမရှိဘူးအလိုမရှိရမနှစ်သက်မမျက်နှိုးအပ်တဲ့နော်ဆိုးကျိုးဒုက္ခတွေကိုသာလင်ဖြစ်เสียအကြောင်းရှိတယ်တဲ့ဒုစရိုက်တရားနဲ့သူစရိုက်တရားရဲ့နော်အကျိုးဆက်မတူပုံကိုမြတ်စွာဘုရားဟောခြင်းလို့ဒါဒုစရိုက်တရားကိုအရင်ဟောတာနော်ဒုစရိုက်ပြီးတော့ဘာလာမလို့သူစရိုက်ကိုဟောမယ်သူစရိုက်ကြတော့သူနဲ့ဆန့်ကျင်ဘက်ပေါ့နော်သူစရိုက်ဆိုတာကဟိုလွယ်လွယ်လေးမှတ်နော်သူစရိုက်ဆိုတာဒုစရိုက်ကိုရှောင်လိုက်တာကိုသူစရိုက်လို့ခေါ်တာဟုတ်လားတတ္တခိုးမှုကာမေတုသုံးခုကာယကံဒါဒုစရိုက်အဲ့ဒီသုံးခုကိုမလုပ်ဘူးဆိုရင်သူစရိုက်ဖြစ်သွားတာသဘောပေါက်လားမသိဘူးသူရှောင်လိုက်တာနဲ့ဖြစ်သွားတာသူကဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ကသူများတက်မတက်ဖဲနဲ့ဒီတိုင်းနေနေရင်ကိုဘာဖြစ်နေတော့ကောင်းမှုဖြစ်နေတယ်ကောင်းမှုဖြစ်နေတယ်သဘောပေါက်ရဲ့လားမကောင်းမှုကဧည့်သည်သဘောမျိုးလို့ဘုန်းဘုန်းကစိတ်ထဲမှာခံစားမိသွားတယ်မကောင်းမှုကဧည့်သည်သဘောမျိုးအဲ့ဒီဧည့်သည်မဝင်လို့ရှိရင်ကိုကောင်းမှုကဖြစ်နေတယ်နော်ဒီအမြင်လေးနဲ့ကြည်ကြည်တဲ့နော်ဒါကြောင့်မလို့မြတ်စွာဘုရားကပပတ္တရမိတံဘိက္ခွေစိတံအာကန္တုကေဟိဥပကိလေတေဟိဥပကိလေတံစိတ်ဆိုတာဖြူရှင်တယ်တန်ရှင်းတယ်တောက်ပါတယ်ဒါပေမဲ့ဧည့်သည်တပွဲဖြစ်တဲ့ကိလေသာတရားတွေကြောင့်ဒီစိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်ဧည့်သည်တပွဲဖြစ်တဲ့ကိလေသာတရားတွေကင်းကွာတဲ့အခါမှာဒီစိတ်ဟာဖြူရှင်တယ်လို့ဟောတာဒါမကောင်းတဲ့တရားတွေကိုမြတ်စွာဘုရားဘယ်လိုသုံးနှုန်းတာတော့ဧည့်သည်လို့သုံးနှုန်းတာနော်ဒါကြောင့်ဟိုတုန်းကဘုံဘုံဟောတာလေသိကြမယ်ထင်ပါတယ်ဧည့်သည်နဲ့တူသောအရာများလောကဇေယျပေါ်မှာတတ္တဝါဧည့်သည်များခန္ဓာဇေယျပေါ်မှာဝေဒနာဧည့်သည်များ
စိတ်စေရပေါ်မှာကိလေသာဧည့်စေများသူအဆင့်အမြင့်ဆုံးနားလေစရာကောင်းတဲ့ဧည့်တယ်ပဲကိလေသာတရားဆိုတာဧည့်တယ်ဟုတ်လားအခုဒီမှာလဲဒုစရိုက်တရားကိုမလုတ်ဖဲနေလိုက်တာနဲ့အဲ့ဒါမှဖြစ်သွားတာတော့သူစရိုက်တရားဖြစ်သွားတာနော်စဉ်းစားနော်အဲ့ဒီသူစရိုက်တရားဟာတဲ့နော်အလိုမရှိရမနှစ်သက်အမမြတ်နိုးအပ်တဲ့နော်ဆိုးကျိုးဒုက္ခတွေကိုဖြစ်เสียအကြောင်းမရှိဘူးတဲ့အလိုရှိရနှစ်သက်မြတ်နိုးအပ်တဲ့ကောင်းကျိုးချမ်းသာကိုသာလဲဖြစ်ထွန်းเสียအကြောင်းရှိတယ်ကာယသူစရိုက်ကိုအဲ့လိုဟောတာနော်ကာယသူစရိုက်ပြီးတော့ဝစီသူစရိုက်ခုနဝစီသူစရိုက်၄ပါးကိုရှောင်တာသူဟာလည်းပဲပါတော့အလိုမရှိရမနှစ်သက်အမမြတ်နိုးအပ်သောဆင်းရဲဒုက္ခကိုဖြစ်เสียအကြောင်းမရှိဘူးအလိုရှိရနှစ်သက်အမြတ်နိုးအပ်တဲ့ကောင်းကျိုးချမ်းသာကိုသာလဲဖြစ်ပေါ်ပေးเสียအကြောင်းရှိတယ်အဲ့လိုပဲမနောသူစရိုက်အလိုမရှိရမနှစ်သက်မမြတ်နိုးအပ်သောဆင်းရဲဒုက္ခတွေဖြစ်เสียအကြောင်းမရှိဘူးအလိုရှိရနှစ်သက်အမြတ်နိုးအပ်တဲ့တော့ချမ်းသာဒုက္ခကိုသာလင်ဖြစ်ပေါ်စေတဲ့အကြောင်းရှိတယ်သူစရိုက်တရားရဲ့စွန့်ရည်တတ္တိဟုတ်လားဆက်ပြီးတော့သူတို့နှစ်ခုကိုမြတ်စွာဘုရားရှုထောင့်တစ်မျိုးကနေသူတို့ရဲ့စွန့်ရည်တတ္တိကိုမြင်းပြပြန်တယ်ဒါသိရမှာနားလည်ရမှာနော်ဘဝမှာဒီဥစ္စာသိရမှာဟုတ်လားဒါအနှစ်ချုပ်ပြောမယ်ဆိုရင်သူစရိုက်တရားတွေကမချမ်းသာစေဘူးဆင်းမဲဆင်းရဲစေတာသူစရိုက်တရားတွေကမဆင်းရဲစေဘူးချမ်းမဲချမ်းသာစေတာအဲ့လိုသိရမှာဒါအနှစ်ချုပ်လိုက်တော့နော်ဆက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောတော့နော်ကာယဒုစရိုက်တရားတွေဟာနော်ဘုန်းဘုန်းတို့ခန္ဓာကိုယ်ပျက်စီးလို့နော်သိပြီးဒီနောက်မှာကောင်းမြတ်တဲ့ဘဝချမ်းသာတဲ့ဘဝကိုရเสียရောက်เสียအကြောင်းမရှိအလွန်ဆင်းရဲတဲ့ပူလောင်တဲ့ဘဝဆိုးတွေကိုရသွားเสียရောက်သွားเสียအကြောင်းပဲရှိတယ်ဒါအနာဂတ်ကိုလှမ်းပြီးတော့မျောပြီးတော့မြတ်စွာဘုရားပြောတာပေါ့နော်စောစောကတော့ဒုစရိုက်တရားတွေဟာလှုပ်တုံးမှကိုပူလောင်နေပြီးရင်ဒီဘဝလည်းပဲပူလောင်တဲ့အကျိုးတွေကိုပေးလိုက်မယ်သူကတော့ခြုံပြီးတော့ပြောလိုက်တဲ့သဘောပေါ့အခုကတော့သူကနော်လားရဂတိပေါ့နော်အနာဂတ်ဒီတဘာဝတရားဟာဘလို့အနာဂတ်ရှိတယ်လဲဘယ်ဘက်ကိုဥတည်ပြီးတော့သွားနေတာတော့ဒါကိုမြတ်စွာဘုရားမြင်ပြတာကာယဒုစရိုက်တရားတွေဟာနော်ကောင်းမြတ်တဲ့ဘဝတွေကိုရောက်သွားတယ်ရသွားတယ်အကြောင်းမရှိဘူးတဲ့ယုံညံ့တဲ့ဘဝပူလောင်တဲ့ဘဝဆင်းရဲတဲ့ဘဝတွေကိုရောက်သွားเสียအကြောင်းပဲရှိနေတယ်အဲ့လိုပဲဒုစရိုက်တရားဝစီဒုစရိုက်တရားလည်းဒီတိုင်းပဲဟုတ်လားကောင်းတဲ့ဘဝတွေကိုရောက်เสียအကြောင်းမရှိဘူးမကောင်းတဲ့ဘဝတွေကိုရောက်သွားเสียအကြောင်းရှိတယ်မနောဒုစရိုက်လည်းဒီတိုင်းပဲကောင်းမြတ်တဲ့ဘဝတွေကိုရောက်သွားเสียအကြောင်းမရှိဘူးမကောင်းတဲ့ဘဝတွေကိုပဲရောက်သွားเสียအကြောင်းရှိတယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဒုစရိုက်ပြီးတော့ဘာလာမလို့သူစရိုက်တွေကြတော့မြတ်စွာဘုရားဘယ်လိုဟောတော့စိတ်ရှိလေးနားထောင်နော်မကောင်းတဲ့ဘဝတွေကိုရောက်သွားเสียအကြောင်းမရှိဘူးတဲ့ကောင်းတဲ့မြင့်မြတ်တဲ့ဘဝချမ်းသာတဲ့ဘဝကိုရောက်သွားเสียအကြောင်းပဲရှိတယ်ဝစီသူစရိုက်မနောသူစရိုက်တရား10ပါးအဲ့ဒီတိုင်းမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တော့နောက်ပြောတဲ့တစုံကဘယ်လိုနားလည်ရမှာတော့ဒုစရိုက်တရားတွေဟာကောင်းတဲ့ဘဝကိုပို့နိုင်တဲ့အစွမ်းမရှိဘူးမကောင်းတဲ့ဘဝကိုပဲပို့နိုင်တဲ့အစွမ်းရှိတာသူစရိုက်တရားတွေကမကောင်းတဲ့ဘဝကိုပို့နိုင်တဲ့အစွမ်းမရှိဘူးကောင်းတဲ့ဘဝတွေကိုပဲပို့နိုင်တဲ့အစွမ်းရှိတာတတ္တဝါတွေဟာဒီတိုင်းပဲဘယ်သူကမှစီမံဖန်တီးနေတာမဟုတ်သူတို့ပြုထားတဲ့အမှုအတိုင်းသူတို့ဟာဖြစ်ပေါ်နေကြတာသူတို့ဟာဒုစရိုက်မှုကိုပြုမယ်ဆိုလို့ရှိရင်ဒါမကောင်းတဲ့အနေအထားတွေနဲ့သွားကြမှာပေါ့ဒုစရိုက်မှုကိုရှောင်နိုင်မယ်ဆိုရင်ကောင်းတဲ့အနေအထားတွေနဲ့သွားကြမယ်ပေါ့ရိုးရိုးလေးဟုတ်လားအဲ့တော့ဒုစရိုက်နဲ့သူစရိုက်ရဲ့နော်အခြေအနေမတူကွဲပြားချမ်းသာပုံကိုအကြံမြင်မြတ်စွာဘုရားဘယ်နှမျိုးဟောတယ်လို့ဆိုနိုင်တော့နှစ်မျိုးနော်ဒုစရိုက်တရားတွေဟာချမ်းသာတဲ့အကြောင်းမရှိဘူးဆင်းရဲတဲ့အကြောင်းပဲရှိတယ်သူစရိုက်တရားတွေကတော့ဆင်းရဲတဲ့အကြောင်းမရှိဘူးချမ်းသာတဲ့အကြောင်းပဲရှိတယ်တခါဒုစရိုက်တရားတွေကကောင်းတဲ့ဘဝကိုပို့နိုင်တဲ့အစွမ်းမရှိဘူးမကောင်းတဲ့ဘဝကိုပဲရောက်သွားစေတဲ့အကြောင်းရှိတယ်သူစရိုက်တရားတွေကတော့မကောင်းတဲ့ဘဝရောက်သွားစေတဲ့အကြောင်းမရှိဘူးကောင်းတဲ့ဘဝရောက်သွားစေတဲ့အကြောင်းပဲရှိတယ်အနန္နာတဲ့နော်ဌာနကုသလောစာဟောဒီအရာဌာနဟုတ်သည်မဟုတ်သည်မှာသိရမယ်ဖြစ်နိုင်တယ်မဖြစ်နိုင်တယ်ဆိုတာကိုသိရမယ်ဆိုတဲ့နေရာမှာဒါတွေကိုသိရမယ်လို့ပြောတာတဲ့ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့အကျဉ်းမြင်အဖြစ်ဌာနကုသလအရာဌာနဟုတ်သည်မဟုတ်သည်မှာလိမ္မာကျွမ်းကျင်ရမယ်ဆိုတာဘယ်နှမျိုးလောက်ဘုန်းဘုန်းတို့တွေ့ရတော့ဆိုတော့သောတာပန်နဲ့ပုထုဇဉ်ရဲ့ကွာခြားချက်အကျဉ်းမြင်2မျိုးဟုတ်လားလောကဓာတ်တစ်ခုမှာဘုရားနဲ့ရှုမပွင့်နိုင်ဘူးစသည်ဖြင့်နော်တဘာဝလောကကြီးရဲ့နော်သဘောတဘာဝဓမ္မတာတရားတွေကိုသိတဲ့အနေအထားတစ်မျိုးဟုတ်လားပြီးတော့ပါတော့ဒုစရိုက်တရားနဲ့သူစရိုက်တရားတို့ရဲ့နော်စွန့်ရည်တတ္တိချင်းမတူပုံကိုအကျဉ်းမြင်2မျိုးခွဲပြတယ်ဟုတ်လားဒါဟာဌာနကုသလညာပဲတဲ့အဲ့တော့ဒီနေရာမှာဘုန်းဘုန်းတို့ပိုးပြီးတော့သိဖို့အရေးကြီးတာကအခုပြောလိုက်တဲ့နော်သူစရိုက်တရားနဲ့ဒုစရိုက်တရားတို့ရဲ့စွန့်ရည်တတ္တိဟုတ်လားဒါပါလေ
ကောင်းမြတ်တဲ့စိတ်ကောင်းမြတ်တဲ့အပြောကောင်းမြတ်တဲ့အလုပ်ယုံညံ့တဲ့စိတ်ယုံညံ့တဲ့အပြောယုံညံ့တဲ့အလုပ်ဓမ္မနဲ့အတ္တမရဲ့အလွန်ထူးခြားတဲ့အကျိုးရလဒ်တွေကိုဘုံဘုံတို့မြင်ရမယ်သိရမယ်ဒါရဲ့ပုံမှာကိုမသိမမြင်နိုင်တဲ့အနေအထားလေးတွေရှိတယ်ဆိုလို့ရှိရင်လေအော်ဘုရားကဒီတိုင်းဟောတာဆိုတော့ဘုရားရဲ့တပ်ပင်ယုဒ္ဓဉာဏ်ကိုယုံကြည်သောအဖြစ်ဘုန်းတို့တွေဟာနော်အတ္တမဟာကြောက်မဲ့ဖွယ်ရအကျိုးရလဒ်ရှိတယ်ဓမ္မဟာမျက်နှိုးဖွယ်ရအကျိုးရလဒ်ရှိတယ်ဆိုတာကိုဘုန်းတို့ဘာလို့မလို့ယုံကြည်မှုထက်သန်ရမယ်သိမြင်မှုအားကောင်းရမယ်ပေါ့ဟုတ်လားဒါဘုန်းကဒါနဲ့ပတ်သက်ပြီးတော့ဇတ်တော်လေးတစ်ပုဒ်ပြောမယ်လို့နော်စီစဉ်ထားရတယ်အဲ့ဒီဇတ်တော်လေးဟာဓမ္မဒေဝဗုဒ္ဓဇတ်တဲ့ဟုတ်လားတခုသောဘဝမြတ်စွာဘုရားအလောင်းတော်ဟာဓမ္မနတ်သားဆိုပြီးတော့ဖြစ်တယ်တဲ့နော်ဒေဝဒတ်အလောင်းကတော့သူကအဋ္ဌမနတ်သားဆိုပြီးတော့ဖြစ်တယ်တဲ့တော့ဓမ္မနတ်သားကဘာလုပ်တာတော့ဆိုတော့ကမ္ဘာလောကဓာတ်ကိုလှည့်ပြီးတော့ကောင်းတာတွေလုပ်ဖို့လူသားတွေကိုနော်အမျိုးမျိုးသောသူ့ရဲ့အစွမ်းနဲ့သူဟာလိုက်ပြီးတော့နော်ကောင်းတာတွေလုပ်ဖို့သူဟာလမ်းပြတယ်ဒါသူကအမြဲတမ်းလုပ်တယ်သူ့မှာအချမ်းရံတွေအများကြီးရှိတယ်ဟုတ်လားဒါပေမဲ့အဋ္ဌမနတ်သားကလည်းလုပ်တယ်အလုပ်မလုပ်ဘူးမဟုတ်ဘူးလုပ်တယ်သူကတော့ဘာလုပ်တုံဆိုတော့မကောင်းတာတွေလုပ်ဖို့လိုက်ပြီးတော့တိုက်တွန်းတယ်တဲ့ဒါမျိုးလည်းမရှိဘူးလို့မထင်နဲ့နော်လူဆိုတာအကြိုက်အမျိုးမျိုးအခုနတ်ကလည်းအကြိုက်မျိုးမျိုးပဲဟုတ်လားအကြိုက်ကအမျိုးမျိုးပဲနော်ယုံကြည်မှုကလည်းအမျိုးမျိုးပဲနားလည်မှုကလည်းအမျိုးမျိုးပဲတကယ်ကမ္ဘာလောကကြီးကနော်အမျိုးမျိုးတွေနဲ့ဘာလုပ်ထားတာတော့ဖွဲ့စည်းတာနော်ဘာတော့မရှိနိုင်ဘူးလို့သွားမထင်နဲ့နော်ဟုတ်လားကောင်းတာတွေလုပ်ဖို့တိုက်တွန်းတဲ့နတ်ရှိတယ်လို့မကောင်းတာတွေလုပ်ဖို့တိုက်တွန်းတဲ့နတ်လည်းရှိတယ်ဘုန်းတို့ဇတ်တော်တစ်ခုကြားထဲကဖြတ်ပြီးတော့ပြောလိုက်ပါဦးမယ်ဟိုလေကျွန်းတဲ့ကျွန်းမှာလူတွေရောက်သွားတဲ့အခါအဲ့ဒီကျွန်းကနတ်တွေကနော်အညစ်အကြေးစွန့်တာကိုမကြိုက်ဘူးလေလူတွေကနောက်တော့ရက်သေးပါတွေချက်တောက်ပြီးတော့အဲ့ဒီကျွန်းပေါ်မှာရက်တောက်ကြတဲ့အခါမှာနော်ကျွန်းဆောင်နတ်တွေကဒီကျွန်းကြီးကိုရေလွှမ်းပစ်လိုက်ကြစို့ဆိုပြီးတော့တိုင်ပင်ဆုံးဖြတ်ကြတယ်အကုန်လုံးသဘောတူပြီးတော့လာပြည့်နေ့ညမှာဒီကျွန်းကိုရေလွှမ်းပြီးတော့ဒီလူတွေအကုန်ဆေးပစ်လိုက်မယ်အဲ့လိုဆုံးဖြတ်လိုက်တဲ့အခါမှာနတ်ကတနာတဲ့ဒီလူတွေကိုတနာတဲ့အတွက်ကြောင့်တောင်ဘက်ရက်ကနေကိုထင်ပြပြီးတော့လာပြည့်နေ့မှာဒီကျွန်းကြီးကိုကျွန်းဆောင်နတ်တွေကမင်းတို့အမျက်ထွက်လို့ဒီကျွန်းကိုအကုန်ဆေးပစ်တော့မှအဲ့ဒါမင်းတို့လှေတို့သင်္ဘောတို့လှုပ်ပြီးတော့ပြေးကြလို့ခိုင်းပျောက်သွားတယ်ဒါပေမဲ့အဲ့ဒါကိုဘလို့မှသဘောမကျနိုင်တဲ့တတ်လို့ဖြက်လို့ဖြက်စီးပျက်စီးတာကိုပဲမြင်လို့တဲ့နတ်ကလည်းရှိတယ်ဒီလိုလုပ်လို့ဘယ်ရမှာတော့ဒီလူတွေအကုန်ဇဝေသွားဖြစ်သွားဘာလုပ်တယ်ထင်တော့မြောက်ဖက်ရက်ကနေကိုထင်ပြပြီးတော့နော်စောတော်ကမင်းတို့ကိုပြောသွားတဲ့နတ်ကမင်းတို့ချမ်းချမ်းသာသာနေရတာကိုမနာလို့မရှုစိမ့်လို့ပြောတာဘယ်တော့မှမြန်ဒီကျွန်းဟာရေတက်တယ်မင်းတို့ကြုံဘူးလို့တော့မဖြစ်နိုင်တာတွေရှောက်ပြောနေဘာမှကြောက်မနေနဲ့အေးစီစီနေကြလို့ပြောပြီးတော့ပျောက်သွားတယ်ဒုက္ခကိုရောက်တယ်လူတွေဟုတ်လားနော်ဘယ်နဲ့စကားယုံမှမသိဘူးဒုက္ခတွေရောက်တယ်နော်အဲ့ဒါဒီဇတ်တော်တစ်ပုဒ်ရှိတယ်အဲ့ဒီဥစ္စာကိုတောင်ဘုဆရာဘုရားကြီးကနော်သူ့ရဲ့ဒီယရဏဂုံကြီးထဲမှာလားကိုချင်းပြီးဓမ္မထဲမှာယရဏဂုံကြီးထဲမှာနဲ့တူတယ်ထည့်ပြီးတော့ရေးထားတာအဲ့ဒါအလွန်အရေးပါတယ်ဆိုတာအဲ့ဒါဘယ်နေရာမှာဆိုကြီးကထည့်ရတာလဲဆိုတော့တချို့လူတွေကကံရဲ့ကျိုးကိုမယုံဘူးနောက်ဘဝဆိုတာကိုမယုံဘူးတချို့လူတွေကကံရဲ့ကျိုးကိုယုံတယ်နောက်ဘဝကိုယုံတယ်အဲ့တော့နောက်ဘဝရှိတယ်မရှိဘူးဆိုတာဘယ်သူမှလည်းနတ်ပြည်တို့ငရဲပြည်တို့ဘယ်သူမှလည်းပဲလက်တွေတက်တယ်ရလဲပြနိုင်တာမရှိဘူးအဲ့တော့ဆရာတော်ကြီးကဒီဟာကိုယုံတဲ့မယုံတဲ့စဉ်းစားတဲ့အခါမှာသူကမလွဲနိုင်တဲ့ဘက်ကနေပြီးတော့ရက်တီဖို့မြတ်စွာဘုရားလည်းဒီတိုင်းဟောတာအပ္ပန္နကပฏิပဒါဆိုတာကိုမသိနိုင်တဲ့ကိစ္စမှာမလွဲနိုင်တဲ့ဘက်ကကိုကရက်တီဖို့လိုတယ်ပညာသားပါတယ်ဒီဥစ္စာကဟုတ်လားထားပါတော့အဲ့ဒီအကြောင်းအရာတွေကအဲ့တော့ပြောရင်တာကဘာတုံးဆိုတော့ဒီဖះလောင်းကအဲ့ဒီတုန်းကအုပ်စုတစုနော်ဒေဝရတ်လောင်းကလည်းအုပ်စုတစုသူတို့စဉ်းစားကြပုံချင်းမတူဘူးဖះလောင်းကသူ့ရဲ့လက်အောက်ငယ်သားတွေကိုခေါ်ပြီးတော့ gain တောင်ဘက်အနက်ကလည်းပြောပြီးမြောက်ဘက်နက်ကလည်းပြောပြီးဘယ်နဲ့ပြောတာမှန်လဲငါလည်းမသိဘူးမင်းတို့လည်းမသိဘူးအဲ့လိုဆိုရင်ဘာလုပ်မလို့ကဲတကယ်လို့တို့လှေတွေသင်္ဘောတွေလောက်ကြမလွဲနိုင်တဲ့လမ်းကိုတို့လိုက်မယ်တကယ်လို့မြောက်ဘက်ရက်ပြောတဲ့အတိုင်းကျွန်းရေမလွှမ်းပါဘူးဆိုတာမှန်ခဲ့မယ်ဆိုရင်လည်းအေးစီးနေလိုက်ရုံပေါ့လှေတို့သင်္ဘောတို့လောက်ရလို့တိတ်မပန်းလာပါဘူးတကယ်လို့တောင်ဘက်နဲ့ပြောတာကြီးများမှန်ပဲဆိုရင်တို့ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းနေရင်တို့ဒုက္ခရောက်မှာတော့တောင်ဘက်ရက်ကနဲ့ပြောတဲ့စကားမှန်ခဲ့မယ်ဆိုရင်လည်းတို့လှေတွေသင်္ဘောတွေလောက်ထားတာအသာတက်စီးပြီးတော့သွားကြရုံပဲအဲ့လိုဆိုလို့ရှိရင်တို့ဟာဘယ်ဘက်ကလာမလွဲနိုင်ဘူးမစင်းရဲနိုင်ဘူးဘုရားလောင်းအဲ့လိုစဉ်းစားတာဘုံဘအဲ့ဒါတွေကိုသဘောကျတာဟုတ်လားအဲ့လိုလုပ်တဲ့ခါကျတော့လုံးဝတော့ဘာဖြစ်တုံးပင်ပန်းတာပေါ့ပင်ပန်းမှုတော့ရှိတာပေါ့ဟုတ်လားဒီဒေဝရလောင်း
ကျဲအုပ်စုဟာသူ့ဆရာဘယ်လိုပြောတာလဲဆိုတော့မြောက်ဖက်ရက်ပြောတဲ့စကားမှန်တယ်ဟုတ်တယ်ဘယ်တော့မှရေလွှမ်းတယ်ဆိုတာလည်းမရှိဘူးဟိုနက်ကတို့ကိုမနာလို့မရှုစိမ့်လို့ပြောတာအဲ့တော့ဘာမှလုပ်မနေနဲ့အေးအေးဆေးဆေးနေဟာအေးအေးဆေးဆေးနေရတာလေးကတော့ကောင်းတာပေါ့နော်ဟုတ်လားဒါပေမဲ့လို့သူတို့ကတကယ်လို့တောင်ဘက်နဲ့ပြောတဲ့စကားမှန်လာပြီဆိုသူတို့အတွက်အဖြေရှိသေးလားမရှိတော့အဲ့ဒါနဲ့သူတို့ကအေးဆေးနေဟိုလူတွေလှုပ်လို့ရတာပင်ပန်းတာကြည့်ပြီးတော့သူတို့ကကဲ့ရဲ့ရှုံချနေတဲ့အပိုင်းတောင်ရှိနေသေးတယ်ဟောလောကရဲ့သဘောဟုတ်လားအဲ့ဒါနဲ့လာပြီးနေညာတဖြည်းဖြည်းနဲ့ချင်းကပ်လာဂိုင်လာပြီးနေညာရောက်ပြီဆိုလာလေးလဲထွက်လာရေရတိတ်နဲ့တက်လာဟုတ်လားရေတက်လာတဖြည်းဖြည်းနဲ့အဲ့ဒါကုန်းမော်ရောက်အိမ်မော်တက်နေအိမ်မော်ရောက်အိမ်ခေါင်မိုးပေါ်တက်နေအိမ်ခေါင်မိုးပေါ်လည်းရောက်ပြေးတယ်မရှိတော့ဟိုလူတွေကတော့လှေနဲ့သွားကြတယ်အဲ့ဒီဇက်တော်တစ်ပုတ်ရှိတယ်အဲ့ဒါကဖြတ်ပြီးတော့ဘယ်လိုလုပ်ကောင်းနဲ့ပေါ်လာတယ်မသိဘူးဟုတ်လားပြောချင်တာဘာတော့ကောင်းတဲ့စိတ်ထားရှိတဲ့နတ်ရှိတယ်လို့မကောင်းတဲ့စိတ်ထားရှိတဲ့နတ်လည်းရှိတယ်ဆိုတာကိုပြောရင်းနဲ့အဲ့ဒီဇက်တော်ကခေါင်းနဲ့ရောက်လာတာအခုလည်းပဲပါတော့ဘုရားလောင်းဓမ္မနတ်ကကောင်းတာတွေလုပ်ဖို့တိုက်တွန်းရင်းနဲ့လောကကိုလှည့်လေတယ်ဟုတ်လားဟိုအာဓမ္မနတ်ကလည်းသူ့မှာလည်းအပေါင်းအသင်းတွေပွဲရှိတွေအများကြီးရှိတယ်သူနဲ့သဘောတူရအကုန်ရှိတယ်နော်ဟုတ်လားမြတ်စွာဘုရားဟောတာတယ်တတ္တဝါတွေဟာတူရစုကြတယ်ဟုတ်လားတာရိပုတ္တရာနောက်ကယဟန်တွေအကုန်လုံးညံကြီးတဲ့ယဟန်တွေကြီးပဲတဲ့ရှင်မမောက္ကလနောက်ကယဟန်တွေအကုန်လုံးတကိုးကြီးတဲ့ယဟန်တွေကြီးပဲတဲ့ရှင်မကတ္တဗနောက်ကယဟန်တွေအကုန်လုံးအလိုနေတဲ့ယဟန်တွေကြီးပဲတဲ့ရှင်ဒေဝရနောက်ကယဟန်တွေအကုန်လုံးအလိုဆိုးရှိတဲ့ယဟန်တွေကြီးပဲတဲ့အဲ့လိုဟောတာရှိတယ်ဟုတ်လားသူကနဲ့သူပေးတတ်တဲ့သူကတော့ဘာတော့ရှိနေတာပဲကျုပ်တကလေးရင်စီးရင်နဲ့ဟိုတိပိဋကရဆရာတော်တစ်ပါးကျောင်းကစာကြဘုန်းကြီးတစ်ပါးနဲ့လေးရင်ပေါ်မှာတွေ့တယ်ဘလို့ကနေစကားဆက်မိသွားတယ်မသိပါဘူးသူဆရာပြောတယ်တဲ့ပေးသက်ရအောင်များမဟုတ်တာမလုပ်ပါနဲ့ကွယ်ပေးသက်ကရမှာပါမပူပါနဲ့ဖះလက်ထက်ကမစင်စားတဲ့ဇံမှုကတောင်ပေးသက်တယ်အများကြီးကွယ်လို့ပြောတယ်ဟုတ်လားနော်ဇံမှုကမှလည်းကြည်ညိုတဲ့လူတွေရှိတယ်လေဒါလေးအဲ့ဒီဇံမှုကဝေကျွေးပါလို့မစင်စားတာပြီးတော့ဘာဖြစ်သွားတာတော့ယဟန္တာဖြစ်တာဗျသိလားထားပါတော့လေနော်အဲ့တော့ဘုန်းတို့ဒီဓမ္မနဲ့အာဓမ္မနဲ့ရဲ့တဘာဝဒီတိုင်းလေးနော်မြတ်စွာဘုရားဟောတာဘာလို့ဟောတာတုံးဒီဇတ်တော်ဘာလို့ဟောတာတုံးဆိုတော့ရှင်ဒေဝရမြေမျိုးတာကိုအကြောင်းပြုပြီးတော့ဟောတာနော်ရှင်ဒေဝရဟာမြတ်စွာဘုရားရဲ့နော်ဓမ္မစက်ကိုနော်ပုတ်ခတ်တဲ့အတွက်ကြောင့်ဟုတ်လားရှင်ဒေဝရဟာမြေမျိုးရတယ်လို့စကားဖြစ်လာလို့မြတ်စွာဘုရားအဲ့ဒီစကားကိုအကြောင်းခံပြီးတော့အခုမှတည်းလည်းမြေမျိုးတာမဟုတ်ဟိုတုန်းကလည်းမြေမျိုးဘူးတယ်ဆိုပြီးတော့နော်ဓမ္မစက်ကိုအဓမ္မနဲ့ပုတ်ခတ်လို့သူဟာမြေမျိုးတာကိုခံရဘူးတယ်ဆိုပြီးတော့ဒီဇတ်တော်ဟောတာဟုတ်လားအဲ့ဒါဘုရားလောင်းကနော်ဓမ္မနတ္တဆိုပြီးတော့သူ့ရဲ့နောက်လိုက်တွေနဲ့လောကကိုလှည့်လေတယ်နော်ရှင်ဒေဝရလောင်းကလည်းအဓမ္မနတ္တဆိုပြီးတော့သူ့ရဲ့နောက်ပါအတိုင်းဝိုင်းနဲ့လောကကိုလှည့်လေတယ်အဲ့လိုလှည့်လေရင်းနဲ့တနေ့မှာလမ်းကြောင်းမှာထိတ်တိုက်တွေ့နတ်တွေသွားတဲ့လမ်းကြောင်းကလည်းရှိပုံရတယ်ဘုံဘဒီဇတ်တော်ကိုဖတ်ပြီးတော့လမ်းကဘယ်သူမှရှောင်မပေးနိုင်ဘူးကွင်းသွားပါလားကွာကောင်းကင်ကြီးအကျယ်ကြီးလို့ဘုံဘအဲ့လိုစဉ်းစားတယ်ဗောနော်ဒါပေမဲ့ကိုကအဲ့လောက်ပဲသိတာလေသူတို့ကကွင်းမရတာတွေရတာတွေကရှိကျင်လဲရှိအောင်ပါဘူးနော်လေနေပါလေတောင်းဒါကိုတို့သိတာတော့ဘယ်နာပြန်ရတဲ့ထင်းနေတာမရဘူးတဲ့မလီဟုတ်လားဘယ်နာပြန်ရတဲ့ထင်းနေတာလေနော်အခုသူတို့နှစ်ယောက်လည်းပဲထိတ်တိုက်တွေ့တယ်ဟိုကလည်းအဖွဲ့စည်းနဲ့လာဒီကလည်းနောက်ပါအတိုင်းဝိုင်းအတောင်တင်းနဲ့ဟိုကလည်းနောက်ပါအတိုင်းဝိုင်းအတောင်တင်းနဲ့အဲ့ဒါထိတ်တိုက်တွေ့တဲ့အခါကျတော့ဒီလက်အောက်ငယ်သားအချင်းချင်းအရင်တွေ့ကြတာပေါ့မင်းတို့ကဘု து နတ်တွေတုံးဆိုတို့ကဓမ္မနတ်သားရဲ့နတ်တွေမင်းတို့ကဘု து နတ်တွေတုံးတို့ကအရမနတ်သားရဲ့နတ်တွေဟာအဲ့လိုဆိုရင်မင်းတို့လမ်းဖယ်ဟာငါတို့မဖယ်ဘူးမင်းတို့ကဖယ်ရမှာလက်အောင်ငယ်သားချင်းညှိလို့မရတဲ့အခါကျတော့ခေါင်းဆောင်2ယောက်ညှိကြတာပေါ့နော်အဲ့ဒီခေါင်းဆောင်2ယောက်ညှိတာလေးကိုဘုံဘုံဒီမှာသူတို့ပြောတဲ့စကားလေးတွေအချီအချပြောတာလေးကိုဖတ်ပြမယ်နော်အရမနတအဟံငါတိယတောကရောလူနတ်တို့၏စည်းစိမ်ချမ်းသာကိုပြုသည်အတမိဖြစ်ပုံညာကရောလူတွေနတ်တွေတတ္တဝါတွေကိုကောင်းမှုကိုပြုပြည့်အောင်ဆောင်ရွက်ပေးသည်အတမိဖြစ်၏တမနာပြမနာနံနောက်သူတော်ကောင်းသူမြတ်လောင်းတို့ကိုတဒတ်ထုတော်အခါခတ်သိမ်းချီးမွမ်းသည်အတမိဖြစ်၏ဓမ္မောဓမ္မမြည်သောအဟံငါတိဒေဝမနုဿပူဇီတော်နတ်လူတို့သည်ပူဇော်အပ်သည်ဖြစ်၍မက္ကာရဟောလန်ခီအားထိုက်တန်ဤမက္ကန်လန်ခီကိုမေငါအားဒေဟိပေးလောတဲ့နော်ဟိုကအရင်မေးတာဟိုသင်ကဘယ်သူတုံးဆိုငါဓမ္မနတ်ဟုတ်လားသူ့ရဲ့သဘာဝသူဘယ်လိုပြောတော့ရတောကရောတဲ့လူတွေရဲ့နော်စည်းစိမ်ချမ်းသာဖြစ်အောင်ငါဆောင်ရွက်ပေးတယ်နော်
ပုံညာကြောတဲ့ကောင်းမှုတွေကိုလည်းငါပြုတယ်နော်သူတော်ကောင်းတွေကိုလည်းပဲအခါခတ်သိငါဟာချီးမွမ်းတယ်တဲ့ငါ့ကိုနတ်တွေလူတွေကပူဇော်ကြတာရှိတယ်ဒါကြောင့်မလို့ဒီလမ်းဟာငါအတွက်ထိုက်တန်တယ်ဒါကြောင့်ဒီလမ်းကိုငါအတွက်မင်းဖယ်ပေးပါလို့ပြောဟုတ်လားအဲ့လိုလမ်းဖယ်ပေးပါလို့ပြောတဲ့ခါကျဟိုကဘာပြန်ပြောတော့ဆိုတော့ဓမ္မနတ္တအဟံငါသည်အတ္တမယာနာအတ္တမယထာကိုဒဏ္ဍံမြဲစွာအာရဟိတဝါတက်စီးပြီးတော့အတ္တန္တတန်တော်မကြောက်ရွံ့သည်ဘလဝါအားကြီးသည်အတ္တမိဖြစ်၏သောအဟံထိုငါသည်ကိတ္တဟေတုံပြီးအဘဲအကြောင်းကြောင့်အဒိဏပုပ္ပံမပေးစဘူးသောမက္ကံခီးကိုတဝသင့်အားဣဇာယခုဒိဇံပေးရအံ့နေတဲ့နော်ဓမ္မနတ္တာတဲ့ငါအတ္တမဆိုတဲ့ရင်ရထားပေါ်မှာမြဲမြန်တက်စီးတယ်ငါဘယ်သူမှမကြောက်ဘူးနော်ငါအလွန်မှလည်းအားကြီးတယ်အဲ့လိုငါဟာဘာကြောင့်တင့်ကိုမပေးစဘူးဘယ်တော့မှငါသူများကိုလမ်းခီးကိုပေးတယ်ဆိုတာမရှိဘူးငါလမ်းဘယ်သူရှိနေနေသွားလိုက်တာပဲဆိုတော့သူဘယ်သူမှလမ်းဖယ်ပေးတယ်ဆိုတာမရှိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ငါဒီနေ့တင့်ကိုဘာဖြစ်လို့ဒီလမ်းကိုပေးရမှာတုံးလို့ပြောတယ်အဲ့လိုပြောတဲ့အခါဓမ္မနတ်ကဘာပြန်ပြောလို့ဆိုအဓမ္မနတ်ပုပ္ပေရှိကဘာဥ၌ဖြစ်သောလောကီလောက၌ဟဝေစင်စစ်ဓမ္မောကုသိုလ်ဓမ္မသည်ဥဒ္ဒပါတိထင်ရှားဖြစ်၏ဓမ္မောကုသိုလ်ဓမ္မသည်ပါတုရဟောထင်ရှားဖြစ်၏ပစ္စာနောက်မှာအဓမ္မောအကုသိုလ်ဓမ္မသည်ဥဒ္ဒပါတိထင်ရှားဖြစ်၏နော်အဓမ္မနတ်တဲ့လောကမှာဓမ္မဆိုတဲ့နော်ကုသိုလ်တရားကအရင်ဖြစ်တာတဲ့အဓမ္မဆိုတဲ့အကုသိုလ်တရားကနောက်မှဖြစ်တာတဲ့နော်အဟံငါတိဇိထောစာကြီးလဲကြီး၏တစ်ထောစာမြက်လဲမြက်၏သနတနောစာရှေး၌အစဉ်အလာရဖြစ်လဲဖြစ်ခဲ့၏ကဏိထောအငယ်တိဇိထတအကြည့်ဟာမက်ကခီးမှာအုံယာဟိဖယ်လောတဲ့ဒီဟာလေးကိုနည်းနည်းရှင်းပြရရှိရနော်လောကမှာဓမ္မနဲ့အဓမ္မဘယ်ဟာကအရင်ဖြစ်တာလို့မေးရင်ဓမ္မကအရင်ဖြစ်တာအဓမ္မကနောက်မှဖြစ်တာဟုတ်လားဆိုရပါဆိုဘုန်းတို့မြတ်စွာဘုရားဟောထားတာဒီထဲမှာဒီလူလောကကြီးမှာနော်ကဘာဦးအစဖြစ်လာပြီဆိုရင်လူတွေဟာကိုယ့်ရဲ့ကိုယ်ရောင်ကိုယ်ပါနဲ့နေကြတာကြားဦးတယ်နော်ဒီအကြောင်းအရာတွေကိုဟုတ်လားကဘာရဲ့မြေကြီးလွှာကိုပဲစားပြီးတော့နော်စိုက်ပျိုးပြီးတော့စားတဲ့အနေအထားတောင်မဟုတ်ဘူးအဲ့တော့လူတွေကအကုန်လုံးအတူတူပဲအကုန်လုံးလှကြတယ်ဟုတ်လားနောက်တစ်ဖြည်းဖြည်းနဲ့ဘာဖြစ်လာတာတော့အဓမ္မဖြစ်လာတာနော်သောသောဓမ္မလေးနဲ့ပုံမှန်လေးလက်ပတ်နေတဲ့အနေအထားကအရင်ဖြစ်ခဲ့တာအဲ့ဒါပြီးတော့မှအဓမ္မဟုတ်လားအဲ့ဒီမှာသူများသားမယားစောကားတာတွေအမျိုးမျိုးပေါ့လေရုပ်ညံ့တဲ့ကြမ်းထမ်းတဲ့ကိလေသာတရားတွေဟာတဖြည်းဖြည်းနဲ့ဖြစ်လာတဲ့ခါကျတော့လူတွေရဲ့ရုပ်ဆင်းအင်္ဂါတွေကတယောက်နဲ့တယောက်မတူတော့ဘူးတတ်တန်းတွေကလည်းတဖြည်းဖြည်းနဲ့တိုးသွားတာဟုတ်လားဒါကိုရည်ရွယ်ပြီးတော့ဘုရားလောင်းကပြောတာနော်တရားဓမ္မကအရင်ဖြစ်တာပါတဲ့ပစ္စာနောက်မှာအဓမ္မဟာဥဒ္ဒပါတိထင်ရှားဖြစ်တာဒါကြောင့်မလို့အဟံငါတိဇိထောသာကြီးလဲကြီးတစ်ထောစာမြက်လဲမြက်ဤဟုတ်တယ်လေတရားနဲ့မတရားတာတရားတာမြက်တာပေါ့ဟုတ်လားအရင်ပေါ်တဲ့အတွက်ကြောင့်သူကဘာတော့အကြီးလဲဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့တဲ့ကဏိထောအငယ်တိဇိထတအကြီးအားမက်ကခီးမှာအုံယာဟိဖယ်လောတဲ့မင်းဖယ်ပေးမင်းနဲ့ငါကြီးလဲကြီးတယ်မြက်လဲမြက်တယ်သူပြောတာသဘာဝကျတယ်နော်ဒါပေမဲ့ဟိုကဘာပြန်ပြောတယ်ထင်တော့ဘာပြောတော့ဆိုတော့ဓမ္မနတ်တယ်အဟံငါသည်ယာစနေယာပိတောင်းသဖြင့်ဒီတေတဲ့ရမက်ကံခီးကိုနတရေယမပေးမင်းတောင်းလဲငါမပေးဘူးတဲ့ပฏิရူပပိတင့်စွာဆိုသဖြင့်လေနတရေယမပေးမင်းဘလောက်သဘာဝကျအောင်ပြောနေငါမပေးဘူးဟုတ်လားနော် तू သဘာဝကျတယ်ဆိုတာ तू လက်ခံမှုရတယ်ဒီစကားကိုကြည်ချင်းရဖြင့်နော်ပฏิရူပပိတင့်စွာဆိုသဖြင့်လေနတရေယမပေးတယ်ဟုတ်လားနော်ဣဇယခုဥပိန်နဲ့နှစ်ယောက်ကုန်သောနောငါတို့အားနော်ရုပ်တင်စစစ်ထိုးခြင်းသည်သာလင်ဟောတုဖြစ်စေလောရုပ်ဓမ္မီစစ်ထိုးရနဲ့ရောအကျဉ်သူသည်ဇေယတိအောင်ဤတတ္တထိုးသူဟာမေဃောခီးသည်ဟောတုဖြစ်စေတည်းနိုင်တဲ့ကောင်သွားရှုံးတဲ့ကောင်ဖဲဟုတ်လားသူကအနိုင်ရှုံးကိုပါတော့တိုက်ခိုက်မှုနဲ့ပဲဆုံးဖြတ်မယ်မင်းကြီးတာတွေငယ်တာတွေငါနားမလဲဘူးမြက်တာတွေရုပ်တာတွေနားမလဲဘူးမင်းသွားခြင်းငါ့ကိုနိုင်အောင်တိုက်တာပဲနော်အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကဘာပြောလို့ဆိုအတ္တမနတ်တဲ့အဟံငါသည်သဗ္ဗတိတာအယက်ရှင်းမျက်နာတို့၌အနုဝိတတော်ပြန့်နှံ့ထင်ရှားသည်အတမိဖြစ်၏ငါထင်ရှားကြော်ကြားတယ်တဲ့အယက်မျက်နာတွေမှာမဟဘလောကြီးစွာသောခွန်အားရှိ၏ငါမှာအားစွမ်းတွေအများကြီးရှိတယ်အမိတရသောမနှိုင်းရှင်အပ်သောအချမ်းရံရှိ၏မင်းနဲ့ငါကပို့ပြီးတော့နောက်လိုက်ပို့ပါလေများတယ်တဲ့ဟုတ်လားအတုလျောငါနဲ့တူသူမရှိသဗ္ဗဟိအလုံးစုံကုန်သောဂုဏေဟိဂုံကျေးဇူးတို့နဲ့ဥပေတတို့ပေါ်ပြည့်စုံသောသဘောရှိသော
ဓမ္မောငါဓမ္မနတ္တကိုတွန်တင်သည်ကထံအဘဲကြောင့်ဝိစိတ်တတိအောင်လိမ့်မလဲမင်းငါ့ကိုမနိုင်နိုင်ဘူးတဲ့မင်းငါနဲ့စစ်မတိုက်ချင်တယ်မင်းငါ့ကိုမနိုင်နိုင်ဘူးတဲ့ဘာဖြစ်လို့တော့သူပြောတာလေးကသူကအရက်ရှင်းမျက်နှာမှာထင်ရှားတယ်အားကြီးတဲ့ခွန်အားလည်းရှိတယ်မနိုင်ရှင်အပ်တဲ့များပြားတဲ့အချမ်းရံလည်းရှိတယ်ငါနဲ့တူတဲ့လူမရှိဘူးဒီလိုသဘောရှိတဲ့ငါ့ကိုမင်းတိုက်လို့နိုင်မှာမဟုတ်ဘူးလို့ပြောတာအဲ့လိုပြောတဲ့အခါကျတော့နော်ဓမ္မနတ်ကိုအရမနတ်ကဘာပြန်ပြောလို့ဆိုဓမ္မနတ်တဲ့ဝေစင်စစ်လောဟေနတန်ဖြင့်ဇာတရူပံရွှေကိုဟင်ညတိဖြတ်နိုင်၏တဲ့တန်ဖြင့်ရွှေကိုဖြတ်နိုင်တယ်ဇာတရူပေနရွှေဖြင့်လောဟံတန်ကိုနဟန္တိဖြတ်နိုင်ဘူးတဲ့တန်ဖြင့်ရွှေကိုဖြတ်နိုင်တယ်ရွှေဖြင့်တန်ကိုမဖြတ်နိုင်ဘူးမင်းကားတဲ့ကြီးတယ်ငါတဲ့မြက်တဲ့ကိုင်းဓာတုလက်ခံတဲ့သဘောရှိရနော်ဒါပေမဲ့မင်းကရွှေကိုင်းထားတော့ငါတန်ငါမင်းကိုဖြတ်မင်းငါ့ကိုဖြတ်နိုင်ဒီသဘောပြောတာနော်ဓမ္မနတ်ဝေစင်စစ်လောဟေနတန်ဖြင့်ဇာတရူပံရွှေကိုဟင်ညတိဖြတ်နိုင်ဇာတရူပေနရွှေဖြင့်လောဟံတန်ကိုနဟန္တိမဖြတ်နိုင်ကိုဣဇာယခုအဓမ္မောအဓမ္မနတ်တိဓမ္မနတ်ကိုဟင်ညတိတတ်အံ့ငါမင်းကိုတတ်မယ်တဲ့နော်အယောတန်တိသူ့အနံရွှေကိုနော်ဒန္တနေယံဝိယဖြက်စီးတကဲ့သို့ဒန္တနေယငါမင်းကိုဖြက်စီးပြလိုက်မယ်နော်တန်နဲ့ရွှေကိုဖြက်လို့ရတယ်ရွှေနဲ့တန်ကိုဖြက်လို့မရဘူးအဲ့ဒါဒီကနေ့အဓမ္မနတ်ဟာဓမ္မနတ်ကိုတတ်ပြစ်မယ်ဓမ္မနတ်ကိုဖြက်စီးပြစ်မယ်လို့ပြောတယ်အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းဓမ္မနတ်ကနော်ဘာပြန်ပြောတော့ဆိုအဓမ္မနတ်သားစီအကယ်၍တုဝန်တင်သည်ယုဒ္ဓဘလောစစ်ထိုးခြင်း၌အားရှိအံ့တုံရှံတဲ့အားဗုဒ္ဓဆာကြီးသောသူတို့သည်၎င်းဂရုဆာအယုတိပြုအပ်သောသူတို့သည်၎င်းနတ်အထိမရှိကုန်တဲ့။အော်မင်းကနော်တိုက်နိုင်ခိုက်နိုင်တဲ့အားတွေရှိတယ်။အဲ့ဒါတွေကိုမင်းကအားကိုးပြီးတော့နေတယ်။အဲ့တော့မင်းမှာနော်ကိုယ့်အထက်ကဆရာဆိုပြီးတော့အယုတိပြုရတဲ့အကြီးရှိဟန်မတူဘူး။မင်းမှာအယုတိပြုရမယ်လို့လည်းရှိဟန်မတူဆိုလိုတာမင်းထင်ရလုံးမဲ့ကောင်ဟုတ်လားမင်းထင်ရလုံးမဲ့ကောင်နော်ပိယနာချစ်မချစ်တဲ့ဖြင့်မဂ္ဂင်္စခီးကိုလီတေတဲ့အားဓမ္မိငါပေး၏တဲ့မင်းကိုငါပေးမယ်တဲ့လမ်းဖဲပေးမယ်သူဘယ်လိုပြောတာတော့ပိယနာချစ်မချစ်တဲ့ဖြင့်မဂ္ဂင်္စခီးကိုလီတေတဲ့အားဓမ္မိငါပေး၏တေတဲ့၏ဝါစာဒုဒုဒ္ဒနိပိကြမ်းကြုတ်ခတ်ထန်သောစကားတို့ကိုလီခမာမိငါသိခံ၏ကဲမင်းပြောရတယ်အလွန်ကျမ်းတယ်ပေါ့နော်ဒီနေ့မင်းငါ့ကိုတတ်မယ်လဲပြောတယ်ဖြည့်ဆည်းမယ်လဲပြောတယ်နော်အကျိုးတဲ့အကြောင်းတဲ့ငါပြောတာကိုမင်းဖဲပေးသေးရန်တန်တယ်မဖဲဘူးအဲ့တော့မင်းကိုတော့ငါပြိုင်ပြီးတော့ဘာမှတုမနေဘူးအဲ့တော့မင်းစကားကြမ်းတာတွေကိုလည်းငါသိခံတယ်ဆိုတော့ဘုရားလုံးကလမ်းကိုသူ့နောက်လိုက်ပို့ပါတယ်အကုန်လုံးဖဲပေးလိုက်တယ်တဲ့အဲ့လိုလမ်းလည်းဖဲပေးလိုက်ရောအဲ့ဒီအဓမ္မနတ်ဟာယထာဘဝနဲ့ဂျွန်းပြန်ကျသွားတယ်တဲ့နော်ဓမ္မအဓမ္မကိုစီရင်တယ်ဆိုတာအဲ့ဒါမျိုးကိုပြောတာဟုတ်လားအဲ့ဒါဘုရားဖြစ်ပြီးတော့မှမြတ်စွာဘုရားဒီဒုတိယကာထာကိုဆက်ပြီးတော့ဒုတိယပိုင်းကိုဆက်ဟောတာဘိက္ခဝေယဟန်တို့တဲ့ယုဒ္ဓတိကောစစ်ထိုးခြင်းကိုအလိုရှိသောအဓမ္မနတ်သည်ဣဒင်္စဝဆနံဤဓမ္မနတ်ဤစကားကိုသာလင်သုတ်တော်ကြား၍အဝန်တီတော်ဥကောင်းဆောက်ထိုးဥဒ္ဒံပါတော်ခြေတော်မိုးမြုံယုဒ္ဓံစစ်ထိုးခြင်းကိုနာလဘာမိငါမရတော့ပြီတကားဣတိဤသို့မြည်တမ်း၍ပတိတော်ကြလေ၏ဣတဝဒဤသို့ကြသဖြင့်အဓမ္မနတ်ကိုဟတော်တတ်အပ်သည်ဟောဒီဖြစ်၏တဲ့နော်ယထာဘဝနေပြီးတော့စောက်ထိုးမိုးမြုံကြသွားတယ်ပါဇက်ကဘာမြည်တမ်းသွားတော့ဆိုတော့ငါစစ်မထိုးရတော့ဘူးငါစစ်မထိုးရတော့ဘူးဆိုတော့တခါတည်းပြုတ်ကျသွားအဲ့ဒါဘယ်ထိရောက်တော့ဆိုတော့ဝီစင်ငယ်ထိရောက်သွားတယ်နော်မြေကြီးကိုဖောက်ပြီးတော့ဝီစင်ငယ်ထိရောက်သွားတယ်တဲ့နော်အဲ့ဒီလိုမျိုးဖះလောင်းကဒါသူ့ကိုအဲ့လိုဖြစ်စီတော့ဆိုပြီးတော့လောက်တာမဟုတ်ဘူး तू ကတော့ तू သီးခံလိုက်တာပဲလေ तू ကကိုက်မင်းလန်းသွားခြင်းသွားလိုက်တော့လို့ဖဲပေးလိုက်တာပဲဟုတ်တယ်မဟုတ်လား तू လက်ဒီလန်းကို तू သွားခြင်းလို့ငါ့ကိုဖဲပေးအကျိုးတင်အကြောင်းတင် तू ပြောခဲ့တယ်ဟုတ်လားဒါပေမဲ့လို့ဒီလမ်းကို तू ဖဲမပေးဘူးဖဲမပေးဘဲနဲ့ဒါကိုနော်စစ်ထိုးခြင်းအပြင်ဖြည့်ရှင်းမယ်လို့ပြောတဲ့အခါမှာစစ်တော့ထိုးမနေဘူးမင်းပြောတာတွေကိုငါသိခံတယ်မင်းမှာအလေးကလူပြုရမယ်လို့ယူသေးရမယ်လို့လည်းရှိဟန်မတူဘူးကဲမင်းသာသွားတော့ဆိုပြီးတော့လမ်းကိုဖဲပေးလိုက်တယ်ဒါ तू လုံးเสียရှိတဲ့လမ်းကြောင်းကိုပဲ तू ကတော့ကောင်းကောင်းလုပ်လိုက်တာဟုတ်လားအဲ့ဒါလို့လုံးเสียရှိတာလုပ်တာကိုပဲဘာလို့ခေါ်မလို့ဓမ္မလမ်းကြောင်းကိုသူရှောက်လိုက်တာပဲသူ့ကိုယထာဘဝဘုရားလောင်းကတွန်းချလိုက်တာမဟုတ်ဘူးနော်သူ့ရဲ့မတရားတဲ့အမှုနော်သူ့ရဲ့ကြမ်းတမ်းတဲ့စိတ်ခက်ထန်တဲ့စိတ်တွေကပဲသူ့ကိုအဲ့ဒီလိုအခြေအနေမျိုးရအောင်လုပ်ပြလိုက်တာပဲဟုတ်လားဒါကိုမြတ်စွာဘုရားဟောတာဟုတ်လားဘိက္ခဝေယဟန်တို့ခန္တီဘလောတိခန့်ခြင်းအားနဲ့ပြည့်စုံသောအတိဘလောအလွန်အားကြီးသောတစ္ဆာနေကမောမှန်သောလုံးလရှိသောဝ
ဝိတောစည်းစိမ်ဥစ္စာနဲ့ပြည့်စုံသောဓမ္မနတ်သည်ယုဒ္ဓဗလံအာရမနတ်ဤစစ်တီဘိုလ်စုတို့ကိုဝိရှိတဝအောင်၍အာရမနတ်ကိုဟန်တဝတက်၍ဘူမြန်မြေ၌ဝိဟနိတဝမြုပ်တက်၍နော်တန်တနမိမိယထာကိုအဘိဓုံရှာစီး၍မဂ္ဂင်ဒေဝခီးပြင့်တန်လင်ပါယာတိသွား၏တဲ့ဟုတ်လားသူကမြေကြီးတဲကိုဒီအာရမနတ်ကိုမြုပ်ပြလိုက်တာတော့မဟုတ်ဘူးနော်သူ့လုံရတဲ့သူမြေကြီးတဲဘာဖြစ်သွားတော့မြုပ်သွားတဲ့သဘောပေါ့နော်ဒေဝဒတ်ဘဝမှာလဲဒေဝဒတ်ဟာဘာဖြစ်တာတော့သူ့လုံရတဲ့သူမြေကြီးတဲကိုဝင်ရတယ်ဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားနော်ဒီအကြောင်းအရာလေးကိုဘေးကနေပြီးတော့မြင်ပြီးတော့ပြောသလိုမျိုးပြောပြပြီးတော့ဏိကုံးကျုပ်ဘာပြောတုံဆိုတော့ယဟန်တို့တဲ့ဒီလောကကြီးမှာနော်အမိတို့အဖတို့သူတော်ကောင်းတို့ကိုနော်အယိုသေးမပြုတ်ကြတဲ့ပုဂ္ဂိုလ်ကြံထန်ခက်ထန်ကြတဲ့ပုဂ္ဂိုလ်တွေဟာဒီအာရမနတ်ဟာမြေကြီးကိုဖောက်ခွဲဝင်ပြီးတော့အဝိဇ္ဇင်ငရဲကိုသွားတယ်လို့မျိုးအဲ့ဒီပုဂ္ဂိုလ်တွေဟာယုံညံ့တဲ့ဘဝတွေကိုသွားရလိမ့်မယ်ဟုတ်လားအမိအဖသူတော်ကောင်းသူများလောင်းတွေကိုယိုသေးတဲ့စိတ်မြတ်နိုးတဲ့စိတ်တန်ဖိုးထားတဲ့စိတ်နဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာဓမ္မနတ်ဟာယထာစီးပြီးတော့လိုရာခီးကိုသွားတယ်လို့မျိုးကောင်းတဲ့ဘဝကိုသွားကြလိမ့်မယ်လို့အဲ့ဒါလိုမြတ်စွာဘုရားကဒီဇတ်တော်ကိုဒီဂါထာနဲ့အဆုံးသတ်ပြီးတော့ဟောသွားတာဟုတ်လားနာဟိဓမ္မောအဓမ္မောသဥဘောတမဝိပါကိနောအဓမ္မောနိရိယံနေတိဓမ္မောပါပိတိသူကတိဒီဂါထာလေးကလည်းအလွန်ထင်ရှားတယ်နော်ဒါလေးကိုသေချာလေးမှတ်နော်နာဟိဓမ္မောအဓမ္မောသဥဘောတမဝိပါကိနောအဓမ္မောနိရိယံနေတိဓမ္မောပါပိတိသူကတိဒီဇတ်တော်ထဲမှာတော့မပါဘူးဒါပေမဲ့တခြားသောဇတ်တော်တော်များများထဲမှာဟောထားတာရှိတယ်တခြားသောဒေသနာတွေထဲမှာလည်းပဲဟောထားတာရှိတယ်ဒီဇတ်တော်လေးနဲ့တော့ပြောစရာအဝင်ခွင့်ကြားတယ်ပေါ့နော်သူကဘာပြောတော့နာဟိဓမ္မောအဓမ္မောသဥဘောတမဝိပါကိနောနော်ဓမ္မရဲ့အဓမ္မရဲ့ဆိုတာတူမြသောအကျိုးပေးမရှိပါဘူးတဲ့အကျိုးရလက်တွေအတူထွက်တဲ့တရားတွေမဟုတ်ဘူးတဲ့နာဟိဓမ္မောအဓမ္မောသဥဘောတမဝိပါကိနောဓမ္မနဲ့အဓမ္မဆိုတာအကျိုးရလက်တူတဲ့တရားတွေမဟုတ်ဘူးတဲ့အဓမ္မောနိရိယံနေတိဓမ္မောပါပိတိသူကတိအဓမ္မောအဓမ္မဆိုတာနိရိယံနေတိနောက်ဆုံးမှာငရဲကိုဆောင်းသွားတတ်တဲ့တရားအဆိုးဆုံးအခြေအနေပေါ့နော်ဓမ္မောပါပိတိသူကတိဓမ္မဆိုတာကတော့ကောင်းမြတ်တဲ့ဘဝကိုဆောင်းသွားတတ်တဲ့တရားလို့အဲ့ဒီဂါထာလည်းဒါမြတ်စွာဘုရားဟောထားတဲ့ဂါထာဟုတ်လားအဲ့ဒါဘုံဘုံကဒီဇတ်တော်လေးကိုနော်ဘယ်အကြောင်းအရာကိုပြောရင်းနဲ့ပြောပြသွားတာတော့ဒုစရိုက်တရားနဲ့သူစရိုက်တရားဒီသဘာဝတရားတွေဟာနော်အကျိုးရလက်ခြင်းဟာအလွန်တရာမှာကွာခြားတယ်ပေါ့နော်ဒုစရိုက်တရားတွေဟာဘယ်တော့မှကောင်းကျိုးချမ်းသာဖြစ်တယ်ဆိုတာမရှိဘူးဆင်းရဲဒုက္ခကိုပဲဖြစ်စေတယ်ဒုစရိုက်တရားတွေဟာကောင်းသောဘဝကိုရစေတယ်ဆိုတာဘယ်တော့မှမရှိဘူးဆင်းရဲတဲ့ဘဝတွေကိုသာရစေတယ်နော်ဒုစရိုက်တရားတို့ဒီသားလည်းနော်ချမ်းသာတဲ့အကျိုးကိုဖြစ်စေတယ်ဆင်းရဲတဲ့အကျိုးကိုမဖြစ်စေဘူးချမ်းသာတဲ့ဘဝကိုရစေတယ်ဆင်းရဲတဲ့ဘဝကိုမရစေဘူးလို့ဒုစရိုက်နဲ့ဒုစရိုက်ရဲ့သူတို့ရဲ့ပင်ကိုယ်သဘောတဘာဝသူတို့ရဲ့မကောင်းတဲ့ဘက်ကောင်းတဲ့ဘက်မှာနော်အကျိုးရလက်ဖြစ်ပေါ်ပုံချင်းမတူပုံလေးကိုပို့ပြီးတော့ရှင်းလဲအောင်လို့ဒီဇတ်တော်လေးကိုပြောပြတာဟုတ်လားဓမ္မနဲ့အဓမ္မဟုတ်လားဒီမှာအနှစ်သာရရှိတဲ့စကားလေးတွေမှတ်စရာကောင်းရနော်ဟုတ်လားဓမ္မနဲ့အဓမ္မလောကမှာဘယ်သူအရင်ပေါ်တာတော့ဓမ္မအရင်ပေါ်တာတဲ့အဓမ္မနောက်မှာပေါ်တာဒါကြောင့်မို့လို့ငါဟာကြီးလဲကြီးတယ်မြက်လဲမြက်တယ်ဒီလမ်းကိုဖဲ့ပါဟုတ်လားသူဘာလို့တော့နော်ရွှေကိုတန်နဲ့ဖြတ်လို့ရတယ်တန်ကိုရွှေနဲ့ဖြတ်လို့မရဘူးတော်တော်ကိုမိုက်တီမိုက်ကန်ပြောပြတာနော်ဟုတ်လားပြီးတော့ရွှေကိုဖြတ်လို့ရမလားမရဘူးနော်စဉ်းစားရကောင်းတယ်ဟုတ်လားဒီဇတ်တော်လေးကနော်အဲ့တော့ဘုန်းတို့ဒါပါတော့ဌာနကုသလောစဟောတိနော်အရာဌာနဟုတ်သည်မဟုတ်သည်မှာနော်ကျွမ်းကျင်လိမ္မာရမယ်ဆိုတာဒါတွေကိုပြောတာတဲ့ဟုတ်လားအဲ့ဒါလိုမျိုးမြတ်စွာဘုရားဒီဒေသနာကိုဟောတဲ့အခါပြည့်စုံရမယ်ပညာရှိတစ်ယောက်ဖြစ်ဖို့အတွက်ပြည့်စုံရမယ်အရာဌာနကြီး၄မျိုးပြီးသွားတယ်နော်အဲ့လိုပြီးသွားဒေသနာဆုံးသက်တဲ့ချိန်မှာရှင်အနန္ဒာကဒီဒေသနာကိုသူအလွန်သဘောကျတာနော်ဓာတုကုသလောစဓာတ်တွေကိုကျွမ်းကျင်လိမ္မာရမယ်ဟုတ်တာပေါ့ဓာတ်တဘာဝတွေအကြောင်းကိုအများကြီးသိပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်စိတ်သုံးအမှားတွေအကုန်ပြောက်အမှန်တွေအကုန်ရောက်အလွန်ကောင်းတယ်နော်အာယတနာတွေကိုနားလေတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုနားလေတယ်ဒါတကယ်တမ်းကပက္ခာယဒိဋ္ဌိကိုဖြိုဖျက်ဖို့အတွက်နီလန်းနေကြီးပဲလို့ပြောလို့ရတယ်ဟုတ်လားခုဌာနကုသလဉာဏ်ကတော့သူကဓမ္မတဘာဝတွေရဲ့စွန့်ရည်တတ္တိအထူးသဖြင့်သောတာပန်နဲ့ပုထုဇဉ်အရိယာနဲ့ပုထုဇဉ်ဘလောက်ကွာခြားသွားလဲဆိုတာကိုသူထင်ရှားအောင်ပြတာဟုတ်လားပြီးတော့လောကမှာဖြစ်တဲ့ဓမ္မရာသဘောတွေကိုသိဖို့နားလည်ဖို့လိုတယ်နောက်ဆုံးပါတော့ဒုစရိုက်တရားနဲ့သူစရိုက်တရားဓမ္မနဲ့အဓမ္မရဲ့နောက်ကြောက်မဲ့ဖွယ်ရာ
နော်ကောင်းတော့အောင်ကိုပဲအကျိုးရလက်ချင်းကွာခြားနေပုံကိုသိဖို့လိုတယ်ဆိုတာကိုမြတ်စွာဘုရားပြောပြတော့အော်အလွန်ကောင်းတယ်ပေါ့ဒီဒေသနာကိုသူစိတ်ထဲမှာခံစားရတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားတဲ့ဒီဒေသနာကဘလို့အမိရတဲ့ဒေသနာပါတော့တဲ့တန်အံတော်သူရှောက်တယ်ရှောက်တော့မြတ်စွာဘုရားကဘာပြောဆိုအာနန္ဒာတဲ့ဒီတရားဒေသနာကိုဘဟုဓာတုကဒေသနာလို့မှတ်ပါတဲ့ဘဟုဓာတုကဆိုတာဓာတ်တွေကိုအများကြီးခွဲခြမ်းပြီးတော့ဟောတဲ့ဒေသနာအခုပြောတာလဲဓာတ်တွေရဲ့သဘာဝလို့ပြောလို့ရတယ်နော်ဓမ္မဓာတ်နဲ့အဓမ္မဓာတ်နော်ဒုစရိုက်ဓာတ်နဲ့သူစရိုက်ဓာတ်အကုန်လုံးကဓာတ်သဘာဝတွေပုဂ္ဂိုလ်တ attva ရှိတာမှမဟုတ်တာနော်ချိုတဲ့ဓာတ်ကချိုမယ်ချင်းတဲ့ဓာတ်ကချင်းမယ်ပူစီတဲ့ဓာတ်ကပူမယ်အေးစီတဲ့ဓာတ်ကအေးမယ်ဒါပဲလေသူ့အလုပ်သူလုပ်နေကြတာတရားဝါလိုပုဂ္ဂိုလ်ကြိုက်မလိုက်မစားမငဲ့ညာပဲကြောင်းအားလျော်ဆိုတာသူချင်းရနဲ့သူ့တဘာဝသူ့ကိစ္စကိုဆောင်ရသမှုအကြောင်းပြု၍ဓာဟုတင်ညာအစဉ်လာ၏တဲ့ဒုစရိုက်ကလည်းဒုစရိုက်ရဲ့အလုပ်လှုပ်သွားတာပဲသူစရိုက်ကလည်းသူစရိုက်အလုပ်သူလှုပ်သွားတာပဲကိုယ်အလုပ်ကိုလှုပ်သွားကြတာကိုဘာလို့ခေါ်တော့ဓာတ်လို့ခေါ်တာတဲ့ဒါကြောင့်မလို့ဒီဒေသနာကိုဘဟုဓာတုကဒေသနာဓာတ်တွေများစွာကိုခွဲခြမ်းပြီးတော့ဟောတဲ့ဒေသနာလို့မှတ်ပါတဲ့ဒါတွေမကဘူးတဲ့စတုပရိဝတ္တဒေသနာလို့လည်းမှတ်ပါတဲ့ဌာန၄ခုကိုနော်လှည့်ပြီးတော့ဟောတာလို့ဓာတုကုသလောဇာဟောတိအာယတနာကုသလောဇာဟောတိပရိစ္ဆသမုပ္ပါဒကုသလောဇာဟောတိဌာနကုသလောဇာဟောတိနော်စတုပရိဝတ္တဒေသနာလို့လည်းမှတ်ပါတဲ့ဓမ္မဓာတဒေသနာလို့လည်းမှတ်ပါတဲ့ဒါတရားမှန်ပဲတဲ့ဒီမှန်ကိုကြည့်ပြီးတော့ကိုပြင်ရမယ်နော်ဒါတွေသိတယ်ရှိတယ်ဆိုရင်ကိုကဘာလို့ပညာရှိတရားကိုကြောင့်ကိုလည်းဘေးမဖြစ်ဘူးသူများလည်းဘေးဖြစ်အောင်မလုပ်ဒါတွေမသိဘူးဆိုရင်ကိုလည်းဘေးဖြစ်အောင်လုပ်လိုက်မယ်သူများကိုလည်းရည်ရွယ်သည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေဘေးဖြစ်အောင်လုပ်မိလိုက်မယ်ဒီသဘောကိုပြောတာဒါကြောင့်မလို့ဓမ္မဓာတဒါတရားမှန်လို့လည်းမှတ်ပါတယ်ပြီးတော့ဗာပြောတော့အမတဒုံတုပိဒေသနာလို့လည်းမှတ်ပါတယ်အမတဒုံတုပိဆိုတာအမြိုက်စီကြီးပေါ့နော်စီကြီးကိုတီးလိုက်တယ်ဝေးရှိအတန်ဟိမ့်ပြီးတော့ကြားရတယ်ထွက်သွားတယ်ဟုတ်လားမသေးရနိဗ္ဗာန်ကိုရောက်စေတဲ့အတန်အလွန်ကောင်းတဲ့အတန်ကိုနော်မြည်ဟီးအောင်တီးလိုက်တယ်ဒါအမြိုက်စီကြီးဒေသနာလို့လည်းမှတ်ပါတဲ့ပြီးတော့ဗာပြောသေးတော့အနုတ္တရသင်္ကာမဝိဇယဒေသနာလို့လည်းမှတ်ပါတဲ့အနုတ္တရသင်္ကာမဝိဇယနော်အတုမရှိသောစစ်ပွဲကိုအောင်နိုင်တဲ့ဒေသနာလို့လည်းမှတ်ပါတော့အဲ့လိုတောင်မြတ်စွာဘုရားကဒီဒေသနာကိုနော်နာမည်ဘယ်နှမျိုးတောင်ပြောသွားတော့5မျိုးတောင်ပြောသွားတယ်ဟုတ်လားအဲ့တော့ဘုန်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒါဘဟုဓာတုကသုတ်တံပြီးသွားပြီလို့ပြောရမယ်နော်အဲ့တော့အချိန်လဲရှေ့သွားပါပြီဟုတ်လားအဲ့တော့တရားနာရင်းနဲ့နော်ဖြစ်ပေါ်နေတဲ့ကုသိုလ်ကောင်းမှုတွေများစွာရှိတယ်အဲ့ဒီကုသိုလ်ကောင်းမှုအစွတ်စွတ်ကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း